ချင်းဂျေဇုတော်ကိုရှေးဥစွာချီးမွမ်းပါတယ်ဆိုတော့ဒီနေ့ကျွန်တော်ကကျမ်းစာသင်တန်းဆိုကျွန်တော်အခြေခံပေါ့နော်အခြေခံလေးတွေတေချာသင်သွားမှာဖြစ်တယ်ဆိုတော့ယုံကြည်သူဆိုတာဘယ်သူကိုခေါ်တယ်လဲခရစ်ယာန်ဆိုတာဘယ်ကစလာတာလဲနော်အခြေခံလေးတွေပေါ့နော်ကျွန်တော်တို့နားလဲစေခြင်းနဲ့ဘာလို့ဆိုကျွန်တော်တို့ကဒီထဲမှာအမျိုးမျိုးရှိမယ်လေဥမာလုံးဝကျန်းစာသင်တန်းမတက်ဘူးတဲ့လူလည်းပါရင်ပါမယ်တချို့ YouTube ကကြည့်တာတွေလည်းပါရင်ပါမယ်တချို့ကျတော့လည်းတခြားဘာသာပေါ့နော်ခရစ်ယာန်ဆိုတာအဆက်မရှိဘူးတခြားဘာသာအနေမှာခရစ်ယာန်ဖြစ်လာတာတွေလည်းရှိမယ်အမျိုးမျိုးပေါ့နော်မိန်းမလိုချင်လို့ယောက်ျားလိုချင်လို့တခုခုပေါ့နော်တိုက်ဆိုင်ခွင့်လွတ်ပေါ့ဟလားနော်အမျိုးမျိုးနဲ့ဒါမှမဟုတ်လေခရစ်ယာန်ကိုစိတ်ဝင်စားတယ်ခရစ်တော်တော့မသိဘာလို့လဲဆိုခရစ်ယာန်ကတခြင်းအရန်ဆိုတယ်ငါလည်းတခြင်းဆိုခြင်းတယ်ဆိုတော့နော်ခရစ်ယာန်တစ်ချိန်လုံးတခြင်းဆိုတယ်လေမင်္ဂလာဆောင်ဆိုတယ်အတုပမှာလည်းဆိုတယ်လေသူများအတုပငိုတယ်ခရစ်ယာန်တခြင်းဆိုတယ်လေဆိုတယ်မလားဆိုတော့တခြင်းဆိုတာဝါဒနာပါတဲ့ခါကျတော့တခြင်းဆိုတာကိုကြိုက်တယ်ကြားခြင်းတယ်ဆိုတော့ခရစ်ယာန်ဖြစ်လာတာဒါလည်းရှိမယ်ဆိုတော့အခြေခံတွေကတချို့သိကြမှာသိမယ် YouTube မှာကြည့်တဲ့အခါကျတော့ကျွန်တော်တို့ကအခြေခံတွေပဲဟောတာမဟုတ် YouTube ကလေတနေရာမှာအခြေခံဟောတယ်တနေရာမှာဟိုအပေါ်အဟာဟောတယ်နော်တနေရာမှာတော့ကျွန်တော်တို့ကလူကြည့်ပြီးတော့ဟောတာပေါ့နော်လူကြည့်ပြီးဟောတယ်အဲ့တော့အခြေခံဟောရမယ်လူအခြေခံနားထောင်ရမယ်လူကအခြေခံမကြားဘူးတကယ်ကြီးကျယ်တွေအမှုတော်ဆောင်တဲ့အကြောင်းတွေကြားတယ်ဒါကြောင့်သူကအခြေခံတော့နားမလည်သေးဘူးအဲ့လိုမျိုးတွေဖြစ်သွားတယ်နော်ဒါကြောင့်မကြိုက်တော့ဘူးပေါ့သူနဲ့နော်အဲ့လိုမျိုးအဲ့တော့ကျွန်တော်ဒီနေ့အခြေခံကနေပြီးတော့နော်အခြေခံတဖြည်းဖြည်းသင်ခန်းစာကိုနော်အခြေခံနေစဟောသွားမယ်လို့နော်ဆိုတော့အခုခဏဆုတောင်းရအောင်ဖျားခင်နာမတော်ချီးမွမ်းတယ်နှုတ်ကပတ်တော်ကိုရှင်းလင်းစွာနားလည်ဖို့တန်ရှင်းသောဝိညာဉ်တော်မဆာပါလက်တော်တဲ့အနန္တန်ကိုရရှင်ဖျားအထူးသဖြင့်ယေရှုပြုပါဖျားသခင်ဘုန်းတော်ထင်ရှားဖို့ပဲဖြစ်စေပါလက်တော်တဲ့စက္ကတ်တဲ့ယေရှုနာမ၌ယုသေးစွာဆုတောင်း၍အနှံပါတယ်ဖဖျားအာမင်အဲ့တော့ယောမခန်းကြီး9ကိုကြည့်အောင်တယောက်လောက်ကကျွန်တော်ကိုစံစာတိုင်ခံဖတ်ပေးဗလားမိုက်လေးပေးထားပေးပေါ့တယောက်လောက်ပေါ့မိုက်လေးပေးထားပေးနည်းနည်းစံစာကိုလှန်တာမြန်တဲ့သူဖတ်တာနည်းနည်းပီတဲ့သူပေါ့နော်တေချာရှင်းဖတ်နိုင်တဲ့သူပေါ့နော်စံစာလှန်တာလည်းမြန်တယ်ဖတ်တာလည်းရှင်းဖတ်နိုင်တယ်အဲ့ဒီသူကိုကျမိုက်လေးတစ်ချက်ပေးပြီးတော့ဖတ်ခိုင်းပေးဗလားယောမခန်းကြီး9ဘာလို့ကျွန်တော်တနေ့ကိုတောက်လျှောက်တင်သွားမှာဖြစ်တဲ့အတွက်ကြောင့်အချိန်ကမကုံတင်ပဲမကုံအောင်ပေါ့နော်ဆိုတော့ကျန်းစာကျွန်တော်ဖတ်တာ short ပြီးတော့ဒီအလူတွေကိုဖတ်ခိုင်းလိုက်မယ်ကျွန်တော်တောက်လျှောက်တင်သွားမယ်ယောမ9အခန်းကြီး9အပိုင်ငယ်7ကိုဖတ်ကြည့်အောင်တယောက်လောက်တွေ့လားတွေ့ပြီတိုးတော်လဲပြင်းမှချင်းသဘောနဲ့ကျေးဇူးတော်သဘောမတူအကြောင်းမူကားမဟုတ်ဘူးเนาะဤအကြောင်းအရာဟူမူကားနဲ့သွားတယ်เนาะယောမ9:15ယောမ9:7 sorry ဤအကြောင်းအရာဟူမူကားအပြစ်တရားသည်တယောက်သောသူအဖြစ်ဤလောကသို့ဝင်၍အပြစ်တရားအဖြစ်သေခြင်းတရားဝင်သည်နှင့်အညီလူအပေါင်းတို့သည်အပြစ်ရှိသောကြောင့်သေခြင်းသို့ရောက်ရကြ၏ဟုတ်ပြီဤအကြောင်းအရာဟူမူကားအပြစ်တရားသည်တယောက်သောသူအဖြစ်ဤလောကသို့ဝင်၍အပြစ်တရားအဖြစ်သေခြင်းတရားဝင်သည်နှင့်အညီလူအပေါင်းတို့သည်အပြစ်ရှိသောကြောင့်သေခြင်းသို့ရောက်ရကြ၏ဆိုတော့ဒီဥစ္စာသေချာနားလဲစေခြင်းနဲ့ तू ကအပြစ်တရားသည်တယောက်သောသူအဖြစ်ဤလောကသို့ဝင်၍ကြည့်မယ်နော်အပြစ်တရားတယောက်အဖြစ်ဝင်လာတယ်လူအလုံးကျွန်တော်မေးမယ်လူအလုံးဟာအပြစ်လုပ်လို့သေတာလားအပြစ်ရှိလို့သေတာလားမေးမယ်နော်လူအလုံးကအပြစ်လုပ်လို့သေတာလားအပြစ်ရှိလို့သေတာလားဒါဆိုအပြစ်မလုပ်ရင်သေလားသေတယ်နော်ဆိုတော့သေတယ်ဆိုတာဒီကျမ်းစာမှာကြီးအပြစ်လုပ်လို့သေတာမဟုတ်ပထမဆုံးလူကတော့အပြစ်လုပ်တယ်ပထမဆုံးလူကဘာတူလဲအာဒံမတူနော်တယောက်သောသူကတော့အာဒံကိုပြောတာအဲ့ဒီအာဒံကြောင့်အပြစ်ဝင်လာတယ်နောက်ပိုင်းလူတွေကြတော့အပြစ်လုပ်တာမဟုတ်ဘူးအပြစ်လုပ်လို့သေတာမဟုတ်ဘူးပထမဆုံးသူကတော့အပြစ်လုပ်တာတွေ့လားမတူနော်နောက်လူတွေကြတော့လူအလုံးအပြစ်ရှိသောကြောင့်သေခြင်းတို့ရောက်ရကြ၏သေရတယ်အပြစ်ရှိလို့သေရတယ်အဲ့ဒီမှာကြည့်သေတယ်ဆိုတဲ့စကားလုံးကိုသေချာနားလဲစေခြင်းနဲ့သေတယ်
အပြစ်ရှိလို့သေတယ်ဒီစကားလုံးသေတယ်ဆိုတဲ့အဓိပ္ပာယ်ကပါလေအဲ့ဒီစကားလုံးအဓိပ္ပာယ်ကိုပြောမယ်သေတယ်သေခြင်းဆိုတဲ့အဓိပ္ပာယ်အဲ့မှာရေးထားတဲ့သေတယ်ဆိုတဲ့အဓိပ္ပာယ်ဟာခန္ဓာတွေကဝိညာဉ်ထွက်ပြီးတော့ဘုံဆိုလဲကြပြီးသေတာအဲ့ဒါကိုပြောတာမဟုတ်အဲ့ဒါလည်းသေတာပဲဒါပေမဲ့အဲ့ဒါကိုဆိုလိုတာမဟုတ်အဲ့ဒီမှာပြောတဲ့သေတယ်ဆိုတဲ့အဓိပ္ပာယ်ကဖယားနဲ့လူအဆက်ပြတ်တာကိုပြောတာဖယားနဲ့လူအဆက်ပြတ်ခြင်းလူဟာဖယားနဲ့ဘာဖြစ်သွားပြီလဲအဆက်တွေပြတ်သွားအောင်အဲ့ဒါကိုသေတယ်လို့ခေါ်တာကျမ်းစာမှာသေတယ်ဆိုတဲ့အဓိပ္ပာယ်၃မျိုးရှိတယ်၃မျိုးအာဒံဒီအသက်ဘယ်နှစ်စေတော့သေလေဤအဲ့ဒါကကြတော့ဗာလဲခန္ဓာတွေကနေဝိညာဉ်ထွက်သွားတာအခုကျွန်တော်တို့လူတိုင်းဗုဒ္ဓဘာသာဟိန္ဒူမွတ်စလင်ခရစ်ယာန်ဘာသာတရားမဲ့လူတိုင်းနားလေတဲ့သေတယ်အော်စံတိုးသေပြီဒိဗ္ဗဝိညာဉ်ကကိုယ်ခန္ဓာတွေကဗာဖြစ်လဲထွက်သွားရင်သေသွားရောအဲ့ဒါဘာသေတာလဲခန္ဓာသေတာဒီကိုယ်ခန္ဓာသေတာလေဟုတ်လားဒီကိုယ်ခန္ဓာထဲမှာဝိညာဉ်ရှိတယ်မဟုတ်လားအဲ့ဒီဝိညာဉ်ထွက်သွားရင်လူဘာခေါ်လဲသေတယ်ကျမ်းစာမှာအဲ့လိုသေတာလဲရေးတယ်အတ္တဘဏနှစ်စေတော့သေလေဤအဲ့ဒါမျိုးအတ္တဘဏနှစ်စေတော့အဲ့လိုရေးတယ်နော်ဆိုအဲ့ဒါကခန္ဓာတွေကဝိညာဉ်ကထွက်သွားတော့သေရောအဲ့ဒါအတုပလိုက်ပို့ကြတယ်အေးအဲ့ဒါခန္ဓာသေတာဟုတ်ပြီနော်ဒီမှာပြောတဲ့သေခြင်းကြတော့ခန္ဓာသေတာကိုပြောတာမဟုတ်ဘူးဘာလဲဝိညာဉ်သေးတာဘာသေးလဲဝိညာဉ်သေးတယ်ဆိုတာဒီဝိညာဉ်ကဖယားနဲ့အဆက်အသွယ်ပြတ်နေတာကိုဘာခေါ်လဲသေတယ်လို့ခေါ်တယ်ဝိညာဉ်သေးတယ်ကြည့်ဒါဆိုရင်အာဒံတယောက်ဖယားစကားနားမထောင်ခြင်းကြောင့်နောက်မွေးလာတဲ့လူအားလုံးဘာဖြစ်လဲသေမာလားသေပြီးသားလားကြပြောသေမာလားသေပြီးသားလားအသေးလေးတွေမွေးလာတယ်ဘာသေးဝိညာဉ်သေးပြန်ပြောဘာသေးဝိညာဉ်သေးမွေးကလေးကအသေးတွေမွေးလာတာအဲ့ဒါဟိုဘက်ကတခြားဘာသာနားထောင်ရင်နားမလဲဘူးဟဲ့မွေးကလေးကဘယ်လိုလုပ်အသေးမွေးမလဲသူနားလဲတာခန္ဓာသေးလေအခုဒီကျမ်းစာမှာပြောနေတာဘာသေးတာလဲဝိညာဉ်သေးဟုတ်ပြီနော်ဆိုကျွန်တော်တို့အားလုံးကမွေးကလေးကဝိညာဉ်ကသေလားရှင်လားသေပြီးသားသေတယ်ဆိုတဲ့အဓိပ္ပာယ်ကဖယားနဲ့အဆက်ဘာဖြစ်လဲပြတ်ပြီးသားမွေးကလေးကအဆက်ပြတ်ထားတာဟုတ်လားအဲ့တော့အပြစ်မလုပ်ရင်ရောသေလားသေပြီးသားဘာသာတရားလိုက်စားရင်ဝိညာဉ်ပြန်ရှင်းလာလားတဖြည်းဖြည်းဖျားเจ้าနေပါလိတက်တဖြည်းဖြည်းတင်တန်းနေပါလိတက်ချိန်တန်တော့ရေထဲဆင်းပြီးဗတ္တိဇံခံပြန်ပြီးထွက်လာပြီးအချိန်တန်တော့လောကကိုစိတ်ကုန်ရည်စားနေပါလိကွဲတော့ကျမ်းစာကြောင်ရောက်လာနော်အမျိုးမျိုးပါတော့တချို့လည်းရည်စားကွဲလို့ရောက်တာလည်းရှိတာဟုတ်ကျမ်းစာကြောင်နေပါလိတက်ပြီးအချိန်တန်တော့ကျမ်းစာကြောင်စင်ပွဲတွေပါလိရပြီးဖျားเจ้าမှာလာဆက်ကရေးနဲ့ဟိတ်ဟန်လည်းကောင်းတော့ခါရဝိယုံကြီးနဲ့တင်းအောင်ဆရာဖြစ်သွားဝိညာဉ်ရှင်လားပြောရှင်လားမရှင်ပါဘူးသေတာကသေပြီးသားအဲ့ဝိညာဉ်သေတာကိုရှင်လာအောင်ဆရာကြီးကတခါရေထဲမှာနှစ်ပြီးဆွဲထုတ်လိုက်တဲ့အခါဝိညာဉ်ကတခါရှင်သွားလားမရှင်ပါဘူးရေပတိဇာခံလို့လည်းမရှင်ပါဘူးတေချာနားထောင်ကြည့်ရေဆိုတာပဲဒါပဲရေပတိဇာခံတဲ့အဓိပ္ပာယ်တတ်ရှိတယ်အဲ့ဒါမဟုတ်အဲ့ဒါတရားဟောဆရာလို့တော့ဝိညာဉ်ရှင်းလားမရှင်းပါဘူးဒါကြောင့်မလို့သူကကျမ်းစာမှာဝိညာဉ်သေပြီးမှအမှုတော်ဆောင်တဲ့လူတွေအကြောင်းလဲရေးထားတယ်ဝိညာဉ်သေပြီးတော့အမှုတော်ဆောင်တာဘာရှင်နေလဲ
khanda shin ne ba shin ne le winyan te bi do amu do saung ne lu shi de khale lu nge tayaw ka Yesu pyo de Yesu pyo de ming nga naw ko laiဟုတ်ကဲ့လိုက်ပါမယ်အဖေတက်ကြီးပြီနော်အဖေကိုအတုပတ်ချပေးပြီးလိုက်ခဲ့မယ်နော်ယေရှုကဘာပြောလဲလူသေးကိုလူသေးတို့သည်တကြိုပါလေစေလူသေးကိုလူသေးတကြိုပါလေစေတင်မူကငါနောက်တော့လိုက်ယေရှုပြောတယ်လူသေးကိုလူသေးတကြိုပါစေဘာလဲလူသေးကိုလူသေးတကြိုပါစေကြည့်လေသေတဲ့လူကိုသေတဲ့လူတကြိုလို့ရလားရလားမရတာကိုပြောတာလားယေရှုကမဟုတ်ဘူးအေးသေသွားတဲ့လူကဘာသေလဲခန္ဓာသေတယ်ဟုတ်လားဝိညာဉ်ထွက်တော့ဘုံဆိုမှလဲကြပြီးသေပြီးအဲ့ဒါခန္ဓာသေတာခန္ဓာသေတဲ့လူကိုဝိညာဉ်သေတဲ့လူကတကြိုပါစေဝိညာဉ်သေတဲ့လူကဘာရှင်လဲခန္ဓာရှင်နေတယ်မဟုတ်လားဒါပေမဲ့သူဝိညာဉ်ကသေနေတယ်သေနေတယ်ဝိညာဉ်ကသေတယ်ဆိုအဓိပ္ပာယ်ဝိညာဉ်ကဖယားနဲ့အဆက်အသွယ်ပြတ်နေတယ်မရှိဘူးအဲ့တော့ဖယားနဲ့အဆက်အသွယ်မရှိတဲ့လူတွေပဲလိုက်ပြီးအတုပချတဲ့အလုပ်ကလေဝိညာဉ်သေတဲ့လူလည်းချလို့ရတယ်တက်လားအရေးမကြီးဘူးအဲ့ဒါကိုရေးကြီးခွင်ကျယ်လုံးမနေနဲ့တချို့ဘုရားကျောင်းမှာအတုပချတာတောင် तू ကအရေးတဲ့ license တစ်ခုလိုပဲ license ရှိမှတယ်အမလီအဲ့ license လည်းတော်တော်ကြိုးစားတယ်မနဲ့ပဲအဲ့ license ရဖို့ဆရာကြီးတွေကို coffee တိုက်လက်ဖေးတိုက်နေလာမဲ့အတုပ်မှာငါထည့်ပေးနော်လူသေးကိုတကြိုတဲ့ license လေယေရှုပြောတာနားထောင်ကြည့်လူသေးကိုတကြိုတာလွယ်လားခက်လားလွယ်လားခက်လားလွယ်လေဝိညာဉ်သေးတဲ့လူတကြိုလို့ရလားရလားကပြောဝိညာဉ်သေးတဲ့လူကကိုခန္ဓာသေးတဲ့လူကိုတကြိုလို့ရလားရတယ်ပြောပြီလေလူသေးကိုလူသေးတကြိုပါစေတင်မူကငါနောက်တော့အဲ့ဒါအရေးကြီးတာဝိညာဉ်ရှင်တဲ့လူလောက်ရမယ်အလောက်ကလေဝိညာဉ်သေးတဲ့လူလောက်လို့မရဘူးဝိညာဉ်သေနေတဲ့လူလောက်တဲ့အလောက်ကိုဝိညာဉ်ရှင်တဲ့လူကလောက်လို့ရလားဥမာခုကျွန်တော်ဝိညာဉ်ဖယားနဲ့အဆက်ရှိတယ်ဒါဆိုရင်အတုပချတဲ့အလောက်ကိုလောက်လို့ရလားရတယ်ဟိုအေုံကလေးဟောတာဟောရလားအကုန်ရတယ်လေဒါပေမဲ့ဝိညာဉ်သေနေတဲ့အမှုတော်ဆောင်တွေကအေုံကလေးဟောလို့ရလားဘယ်လိုဟောတတ်မှာလဲဘယ်ဟောတတ်မလဲ तू ကိုယ်တိုင်ကဝိညာဉ်ကသေနေတာရောမတာဘယ်လိုစိတ်ကူမလဲဟုတ်လားဝိညာဉ်သေနေတဲ့လူကဘယ်လိုလုပ်တခြားဝိညာဉ်သေတဲ့လူကိုနှိုးလို့ရမလဲအဲ့ဒါပဲအဲ့တော့ကြည့်သေတယ်လို့ကျမ်းစာဖတ်ရင်၃မျိုးရှိတယ်ဘာသေတာလဲသေချာကြည့်ယေရှုဘာကိုပြောနေတာလဲဟုတ်လားမဟုတ်လားဒါကျမ်းစာနှစ်ဆိုင်ရှိတယ်ဓမ္မကိုညံကိုအမိမပြုတ်နဲ့ပါလားပါတယ်နောက်တစ်နေရာပြန်ဖတ်သုတ်တစနစ်ကြတော့ဓမ္မမဖတ်နဲ့အမှတ်ထားလိုက်လူသည်ဉာဏ်ပညာရှိသည့်အတိုင်းချီးမွမ်းခြင်းကိုခံရလိမ့်မည်။အော်ဉာဏ်ရှိဖို့လိုလားဉာဏ်ကိုအမိမပြုတ်နဲ့ဟောပါလားအေးကြည့်နော်ထပ်ဒေသနာရောက်တဲ့အခါကျတော့ဘာပဲလူသည်တဲ့ပညာများလေညှိုးညင်းစရာများတယ်ဒုက္ခပဲပညာရမ်းတက်သွားတော့စိတ်ညစ်စရာတွေလေဟုတ်တယ်လေပညာနည်းနည်းပိုတက်လာကြည့်ပိုပြောလာလားစိတ်ညစ်စရာများလားတမရှင်းပြမယ်စိတ်ညစ်စရာများတဲ့အကြောင်းပြောပြမယ်ဟိုးတော့ကလေဘာမှအသိပညာမရှိသီးလားရှင်ကောင်းတွေအုံနေတဲ့ဤကြကွေးလေဖရဆပ်လေနောက်ပိုက်နည်းနည်းသိလာတယ်ရင်ကောင်းနိုင်မစားနေတဲ့ဘိုက်နာတက်တယ်နည်းနည်းသိလာတော့စိတ်ညစ်စရာများလာပြီရင်ကောင်းတွေ့တာနဲ့ကိုယ့်ဤကြကွေးတွန်းနာတော့အမလီခံစားဆိုင်ဘိုက်နာမယ်မဆိုင်လဲနှစ်မျိုးတော့ဘစားမယ်ဆိုဘိုက်နာနည်းနည်းသိလာတော့စိတ်ညစ်စရာများလာပြီလားများလာပြီသိများလာတယ်ကြည့်နော်ဘာမှမသိကြုံတယ်လို့ပဲပြီးရောဟောလဲစားတာလဲစားကွာဟိုယောကဘာမသိမွေးကြရလက်တော့မစေးပဲစားလာတော့လက်စေးတဲ့နေ့မှာစားရတာစားပေါ်နေတယ်ပြီးရောဘာမှအေးစေးဘာမှမလို့ဟုတ်လားကျွန်တော်ပြီးခဲ့တဲ့3နှစ်ခရစ်စမတ်ကယောဟန်နာမည်မပြောပါဘူးထားလိုက်ပါ3နှစ်ကကျွန်တော်မိမနဲ့ကျွန်တော်နဲ့တွားတယ်အဲ့ဒီယောခရစ်စမတ်သွားလုပ်ပေးတာတင်း
ခေါ်တယ်လာပါဆိုသွားလိုက်တော့အောက်ဝဲကြည့်ပဲလေမြန်တစ်ခါစီးတယ်ကားတစ်ခါစီးတယ်လမ်းတစ်ခါရှောက်တယ်ဟိုရောက်တော့အင်ဂျီတွေအလုံးသေးသွားတယ်ပြောချင်တာလူကချွတ်ချုံကြသွားတယ်ဟိုရောက်တော့ဆရာတို့တွေ့တယ်အခန်း special လောက်ထားတယ်အဲ့ဒီရွာရောက်တော့အခန်း special ကြည့်လိုက်ဖြာတစ်ချက်ခင်းထားတယ်ခေါင်းနှလုံးထားတယ်တပြက်စီးနဲ့အမိုက်ကတောင်းပါလှဲထားတယ်လေတောင်းပါတပြက်စီးနဲ့အမိုက်ရှိမကြုံထားဘူးဖြာတစ်ချက်ခေါင်းနှလုံးဆရာတို့အတွက်အခန်း special လောက်ထားတယ်ဟာကြောင့်မိမဘလို့လဲဖြစ်ဘူးတဲ့ကျက်စားတင်တန်းမရောက်ခင်သေမားတဲ့လူကအလောက်ချမ်းတာအစုပ်တွေပွားပြီးသေသွားမှာပေါ့ဒါပေမဲ့အဲ့ဒါအခန်း special ဒါနဲ့ကျွန်တော်တို့လမ်းလျှောက်လာတဲ့နေရာကိုပြန်သွားကားလည်းငှားပြီးသားကားကိုမပြန်ခိုင်းဘူးဒီမှာကားပြန်ငှားလို့မရနိုင်ဘူးလေကားမှမရှိတာဒီနေရာမှာကားသမားကိုပြန်ခေါ်ဈေးပြန်သွားဈေးဝေးပဲသွားစောင်းနေချင်အောင်နေပြန်ဝဲခေါင်းအုံးနေကိုယ်လုံးဝဲပြီးမှအခင်းနေပြန်ဝဲပြန်တော့ပဲတည်သွားတော့မလဲဒီတိုင်းထားခဲ့တော့မှလေဒါဝဲပြီးတော့မှအဲ့ဒါတွေခင်းခက်ပြီးတော့အိတ်ခဏနေတော့ကျက်စားတင်တန်းလှုပ်ရင်လည်းခဏနေအပြင်သွားတော့ဟာသူတို့အိတ်နေတာတွေ့တယ်မြေကြီးမှာပစိုးခင်းပြီးအိတ်ကိုပစိုးကိုခင်းပြီးအိတ်မြေကြီးမှာပဲတင်တန်းဆိုတော့သူထားလာတယ်တင်တန်းလာတက်တယ်အိတ်မဆိုပစိုးခင်းပြီးအိတ်တယ်ပြီးသွားပြီဘောင်းမီတို့ပါတယ်ပြီးအိုက်ပစိုးပြန်ဝတ်ပြီးလာတဲ့မြေကြီးပဲကြံခဲ့တယ်ပြန်သွားပစိုးခင်းပြီးအိတ်ဟာသူတို့ကြမ်းပါလားဆိုကြမ်းပါဘာမှမဖြစ်ဘူးသူတို့ငါတို့ဆိုဖျားသွားမှာပေါ့နော်အဲ့ဒါကဲတယောက်ကိုတဒုံပဲကျွေးတယ်အသားနှစ်တုံးမကျွေးဘူးတယောက်တဒုံပဲအဲ့တဒုံကအကြီးကြီးစားလို့မှမကုန်တာထမင်းနဲ့အသားစားမကုန်ဘူးလေတဒုံနဲ့အဲ့ဒါသူတို့ကြည့်တယ်ဘာလို့စားလဲသူတို့လည်းမကုန်ဘိုက်ပို့တာဆိုင်းနဲ့မကုန်ဘူးလေအိတ်တက်တဲ့တင်တန်းလာတက်နားထောင်တင်တန်းတက်လိုက်ပိုက်စားပြန်ထုတ်လိုက်စားလိုက်ပြန်တက်လိုက်နားထောင်ပြန်စားလိုက်ပြန်တက်လိုက်နားထောင်လိုက်ဟာဘလို့လူတွေလည်းမသိမကုန်ဘူးအကြီးကြီးတုံးတာဟောအဲ့ဒါကိုချက်အောင်ချက်တယ်သူတို့ဘလို့ချက်လည်းမသိအဲ့ဒါပြီးရောကဲအလုပ်ပြန်တော့မယ်နှုတ်ဆက်သူတို့ထမင်းစားတဲ့အချိန်ကျွန်တော်တို့ပြန်ပြီးကျွန်တော်တို့ကပြန်ရောသူတို့ကထမင်းစားနေတဲ့အချိန်နောက်အမ3ညအိတ်ကျန်းစာတင်နှုတ်ဆက်အလုပ်စားနေတယ်ဒီတိုင်းပဲလာနှုတ်လက်လည်းမစီတော့လက်ဒီပဲနှုတ်ဆက်ပြီးနောက်တစ်ယောက်စားဟာပြီးနှုတ်ဆက်ပြီးပြန်စားလက်မစီတော့ဘူးလေဒီလိုပဲနှုတ်ဆက်တာကျွန်တော်တို့ယူသွားတဲ့ရေစိုတီရှူကဘယ်ခရီးသွားတလလောက်ကြာတယ်မကုန်အဲ့မှာတရက်တည်းကုန်သွားတော့အဲ့အထုပ်ကကြမှာပဲလက်တလက်ရှိစပယ်လည်းမညံ့ဘူးတချို့ဒီလိုပဲပညာနည်းနည်းလေးတက်ရင်အဲ့နေရာမှာအဲ့ဒီနေရာရောက်ရင်ညိုညင်စရာများတယ်မတက်ရင်ဆေးသူတို့ပြောတာမှန်တယ်လေရှယ်အခန်းလောက်ထားတယ်တကယ်ရှယ်ဘောသူတို့ပစိုးကတီတဲ့ခွေတာလေငါတို့ဖြာလဲပေးတယ်လေသူတို့ကအင်ကြီးခုတ်ပြီးအိတ်တယ်ငါတို့ခေါင်းအောင်ပေးထားတယ်လေပြီးသူတို့ဒီလိုပဲလေငါတို့အခန်းပေးထားတယ်လေဆိုတော့သူတို့ဘက်ကကြည့်တာပါလေရှယ်ပဲနည်းနည်းတက်လာရင်နည်းနည်းညိုညင်စရာမဟုတ်လားရွာမှာဆို6နှစ်ရရေဒီလိုပဲတောက်လိုက်တာပဲဒီရောက်တော့ရေဘူးတော့ဘာတစိမ့်လဲအောင်မဲကောဘူးလားပလင်းလာတယ်လုတ်သေးတယ်ဒီတိုင်းမတောက်ကြည့်သေးတယ်ဘာဘလောက်ပါလဲအမေ तू သိတယ်လို့နဲ့မဲ तू ကနည်းနည်းတက်လိုက်နည်းနည်းညှို့ညင်စရာဒါကြောင့်ကြောင်းအားလုံးထွက်လို့ပြောတာမဟုတ်လူကနော်အဲ့တော့ကျွန်တော်ပြောချင်တယ်ကျမ်းစာသူ့အတိတ်ပဲနဲ့သူပညာလို့ပြောရင်လည်းအမျိုးမျိုးရှိတယ်အဲ့ဒါသိတယ်ဆိုအမျိုးမျိုးရှိတယ်ကဲဒီမှာကြည့်မယ်ဖယားနဲ့လူအဆက်ပြိုင်ဘာခေါ်လဲသိတယ်ဒါဆိုရင်လူတွေဟာတဲ့တယောက်တော်သူအာဒံကြောင့်အားလုံးသိလားသိတယ်
ဒါဆိုကြည့်ဒီမှာအေဒင်ဥယျာဉ်ထဲမှာကောင်းကောင်းတည်ကျွမ်းရအပင်ထားတယ်အသီးရှိတယ်အာဒံဒီအောင်မစားနဲ့စားတဲ့နေ့မှာဘာဖြစ်လဲသိမဲ့ပြောပြီးပြီစားလားစကားနာထောင်လားနားမထောင်တဲ့အတွက်ကြောင့်အပြစ်ရှိလားသူတို့ကို2ယောက်လို့မြင်ရတယ်တကျန်းစာအရဆို2ယောက်လား1ယောက်လား2ယောက်လား1ယောက်လား1ယောက်ပဲဓမ္မပန်းသီးတစ်လုံးခွဲလိုက်အလေရချမ်းလိုက်ရင်တစ်ခုလားနှစ်ခုလားပြောအလေရချမ်းလိုက်တော့တစ်ခုလားနှစ်ခုလားနှစ်ခုထပ်ပေးမယ်အဲ့နှစ်ခုဟာနှလုံးလားတစ်လုံးလားဟမ်တစ်လုံးပဲပွားခြင်းနောက်အလေရထပ်ချလိုက်4ခုဖြစ်သွား4ခုက4လုံးလားတစ်လုံးလားတစ်လုံးပဲလေအေဝဘယ်ရလာလဲအာဒံထဲကဟုတ်လားအာဒံရဲ့နံယိုးထုတ်ပြီးလောက်တာဒါသူတို့2ယောက်က2ယောက်လား1ယောက်လား1ယောက်ပဲလင်မယားတွေတော့နင်းနဲ့ငါနဲ့ဘာမှမဆိုင်ဘူးရှော့မပြောနဲ့ဟုတ်လားအစိုးရဥပဒေရမဆိုင်မဲ့ကျန်းစာအရဆိုမဆိုင်လို့မရဘူးခင်ဗျားတို့2ယောက်ကဘယ်လောက်လဲ1ယောက်ပဲဒါကျန်းစာပြတဲ့အပြစ်တရားဒီဘယ်လောက်လဲ1ယောက်သောသူအဖြစ်ဤလောကသို့ဝင်၍သူတို့နားမထောင်တဲ့အတွက်ကြောင့်ဒီလောကယူဘာရောက်လာလဲပြစ်တရားရောက်လာတဲ့လူတွေအားလုံးဘာဖြစ်ရလဲသေလားကဲကြည့်အခြေခံတော့ကဲအာဒံအေဝဒါအာဒံသူကမွေးလာရောမွေးခိုင်းလိုက်မယ်အများကြီးကဲသူတို့တွေကတခါပြန်ဆက်မွေးရောသူတို့ကပြန်မွေးတယ်ကြည့်သူတို့တွေကပြန်မွေးတယ်ကြည့်နော်သူတို့ကပြန်မွေးတယ်မွေးနဲ့ဘယ်ချိန်ထိရောက်လာလဲကျွန်တော်တို့ချိန်ထိအခုချိန်ထိရောက်လာပြီဒါဆိုကျွန်တော်တို့ရဲ့အဖေရဲ့ကတတ်တိတန်အာရန်ဧဝမပါဘဲနဲ့တတ်တစ်ဖွဲ့ရှိလားအေးငါတို့ကအဲ့လိုင်းရလာတာမဟုတ်တတ်တစ်လိုင်းကိုပိုင်ရှိလားကြိုက်တာပြောကြိုက်တဲ့ဘာသာပြောကြိုက်တဲ့လူမျိုးပြောကြိုက်တဲ့အဖွဲ့ပြောတတ်ရှိလားခမရလာဘယ်ဒီအစွန်ကနေတက်လာခဲ့ဒီဘက်ကိုတတ်ပွားသွားလို့မရဘူးဒီလိုပဲလာတာဟုတ်လားဘသူဖြစ်လေဘာလူမျိုးဖြစ်ဘာကိုင်းဖြစ်ဘာပွဲဖြစ်ကျွန်တော်အားလုံးဘယ်ရလာတာလဲဒါဆိုငါတို့အားလုံးအဖွဲချုပ်တူလားငါတို့ဌာနချုပ်ကဒါပဲဟုတ်လားဟုတ်တယ်နော်ဒါကိုရှောင်သွားလို့တိတတ်ငါတို့လူတတ်လုံးမယ်လုံနိုင်ရင်လုံပေါ့ရလားမရဘူးဘလို့မှမရဘူးဒါဆိုတို့အားလုံးလူတွေအားလုံးဘယ်ကနေလာလဲပြည့်ရှိလားအပြစ်လုံးမှရှိတာလားလုံးမလုံးရှိတာလားလုံးမလုံးရှိလားကဲဟုတ်ပြီဒါတဲ့ကဲနောက်တစ်ဆင့်သွားမယ်လမ်းခုလက်မှာကျွန်တော်လူတွေအားလုံးရဲ့လမ်းခုလက်မှာဘာပေါ်လာလဲဆိုတော့ကဘာဦး7မဖတ်ဘူးနော်စကားအမျိုးပေါ်လာတယ်ဘာသာစကားတွေအသစ်ထွက်လာတယ်ဖျားလူတွေကိုမြေကြီးကိုပြည့်စေ၍နိုင်ကြလို့ပြောတယ်မြေကြီးအပြည့်နေရမယ်တိတ်ကောင်းတာအဲ့စကားမြေကြီးကိုပြည့်စေ၍နိုင်ကြလို့အဓိပ္ပာယ်နှစ်ခုမြေကြီးမှာလူပြည့်ရမယ်ပြီးနိုင်ရမယ်အဓိပ္ပာယ်ဒီမြေကြီးကိုလူဟာနိုင်ရမယ်နော်မြေကြီးကကိုယ်နိုင်ရမှာမဟုတ်ဘူးအခုကိုပြန်မေးသင်ကမြေကြီးကိုနိုင်လားမြေကြီးအရာသင်ကိုနိုင်လားကျွန်တော်တို့ကမြေကြီးအရာကိုနိုင်လားမြေကြီးအရာကကျွန်တော်တို့ကိုနိုင်လားအခုကမြေကြီးအရာကအိမ်ဘာအရာလဲကာပိုက်စာ
Yadu Bue Allo Bayale Yiji out the Naila Think of it one ninally. Ain't where me, ain't where me. Passan su. Pig and knee. Ain't a little young woman. My pig, pig and knee. Mia where me, Benny now songs on it. Say potable bone, me sound too. Go on now, my pian some. Lua now some go, me ya. Nine. Ain't let believe you, ka. Kama maule yabade, yuama kama masibura. Kasi na matua ka nying toy na tuko du same chow. Tichak kain hada down. No, tichak kaina. Lessing da makaina kasi kain. Yam lud. Yabade yo kale bama pibao. Tame tubawa tanabade. Kara ma model blow. Paka. Loda. Libane break down mama nilu. Hala car down pain devi. Tame eri ayau kuali. Menayu ay ayabe ko 9 doayo. Ka. Ay. Pin fall. Chelo ma wala message weneli. Phone changing la. Sika ni 7 change be me. Palau pe ba. Ha la biami. TV တလုံးအိမ်ရှိမှလာချတယ်ဩစတြေးလျမှာတော့မသိဘူးအမေရိကမှာတော့အဲ့လိုရှိတယ် TV တလုံးအိမ်ရှိမှလာချတယ်စာကတ်ထားတယ်ကိုယ့်အိမ်ရှိမှ3ကျင်ယူတော့နဲ့အကြီးရေးထားတယ်3ကျင်ယူတော့တပြားမှပေးစရာမလိုဘူးအောက်မှာစာတိတိလေးပြန်ရေးထားတယ်တလပြည့်လို့တဲ့မ3ကျင်တော့ဘူးဆိုရင်အပြစ်မှာလာချပြီတလပြည့်လို့မ3ကျင်အပြစ်မှာလာချငါတို့ပြန်လာသိမ့်မယ်တကယ်အပြစ်မှာလာမချဘူးဆိုရင်မင်းကိုအဲ့ TV ဝယ်တယ်လို့ငါတို့သဘောထားမယ်ပတ်စံလာပို့အောက်ကစာသေးသေးကတော့ဖတ်မှမဖတ်တာတုံးကြီးယူသုံးဆိုအရဝမ်းတာတာပေါ့နော်အမေရိကမှာအိမ်မှာတက်ကြီးအားရပါရကြီးအိုးကြီးတလားပြေးပြီသူအပြစ်မှာတလားပြေးလို့အပြစ်လာမချရင်အဲ့ဒါဝယ်တယ်ပဲတတ်မှတ်ပါအတူမသိဘူးလေတလားပြလို့ပြန်ချလိုက်အဲ့ဒါဝယ်တဲ့သဘောမဟုတ်အလကားပေးသုံးတာတလားပဲပေးသုံးတာနောက်ပိုင်းလတွေက3ကျင်ဝယ်အဲ့ဒါ तू မသိအိမ်မှာဆက်ကြည့်ဟိုက TV ပြန်လာသိမ်းတော့မရှိဘူးလေတကားမခောက်ဘူးမရှိဘူးဆိုတော့ကြော်သွားရောအတိတ်ကဒီအိမ်ကဝယ်လိုက်ပြီသဘောထားပြီချက်ချင်းပတ်စံမတောင်းဘူးဖုန်းမလာဘူးလွတ်ထားတာတလားပြီးနောက်ဒဏ်ရိုက်သွားတာဟိုကဒဏ်ငွေတွေများမှ message ဝင်လာတာနေ TV ယူထားတယ်လာမပေးဘူးငါတို့လာသိမ်းတာလည်းမရှိဘူးနေရဝယ်တာတလောက်ဘလောက်ဒဏ်ငွေတက်သွားတာအဲ့ကျမှစာရောက်လာရုံးလဲသွားဒဏ်ငွေနဲ့ပြီးသွားကြည့်လဲခံစားရတယ်နော်အဲ့ကြည့်လူကလေဒီလောကအရာတွေကကျွန်တော်နိုင်လားသူတို့ကကျွန်တော်တို့နိုင်လားသူတို့ကကျွန်တော်တို့နိုင်တယ်မဟုတ်လားအေး तू ကနိုင်တာကျန်းစာအရာဆိုရင်မြေကြီးကိုပြည့်စေ၍နိုင်တာပါတာလူကနိုင်ရမှာဒါနဲ့နေရောဒဆိုတဲ့လူကြီးကဒီကဘာမြေကြီးကိုလေ तू ပြည့်စေ၍အလိုမရှိဘူးမပြည့်အောင်လေဘာဘူးလုံးရဲတိုက်စောက်မယ်ဆိုလောက်တာရဲတိုက်စောက်ပြီးတော့လူတွေမပြတ်အောင်လေရှောက်မသွားအောင်ရဲတိုက်စောက်လိုက်စောက်ပြီးရဲတိုက်တပြေးအုပ်တွေတက်သွားတာဖယားသခင်ကကောင်းကင်ငုတ်ကြည့်တော့စိတ်မကောင်းဒီတိုင်းဆိုရင်တော့မလွယ်တော့ဘူးဒုက္ခပါပဲအဲ့ဒါနဲ့ဖယားသခင်ကသူတို့တယောက်ရဲတိုက်စောက်လို့မရအောင်လေသူတို့ဘာသာစကားကိုခွဲပလိုက်တာဖယားတေချာပြောတယ်အဲ့ဒီကဘာဦးဆက်တယ်မှာသူတို့ဒီစကားတစ်မျိုးတည်းရှိ၍ဤအမှုကိုပြုကြကုန်အံ့စကားဘယ်နှမျိုးလဲတစ်မျိုးတည်းရှိလို့ဒီလူတွေမဟုတ်ကလောက်တာအဲ့တော့သူတို့စကားကိုဘာလုပ်ပလိုက်မလဲခွဲပလိုက်ဖယားဒါဆိုရင်စကားဖယားလောက်တာစကားဘယ်နှမျိုးတစ်မျိုးပဲဒါပေမဲ့သူတို့စကားတစ်မျိုးတည်းရှိတော့စန့်ကျင်လားစန့်ကျင်တဲ့အတွက်သူတို့ကိုဘာလုပ်လိုက်လဲဖယားကစကားတွေခွဲပလိုက်တာအဲ့တော့တယောက်နဲ့တယောက်စကားမတူတော့ဟိုကလာအောင်လို့ပြောတယ်ဒီကမောင်းထုတ်တယ်ထင်ပြီးပြန်သွားရောဟို
ဘက်ကအောက်ယူခဲ့လို့ပြောတာဒီဘက်ကနားတော့နေယူလိုက်အဲ့ဒါနဲ့ကောက်ပေါက်မယ်လို့နားလေတော့စကားမတူတာတွေမကောက်သူတို့စကားမတူတာတွေမကောက်ထပ်ပြောတယ်ကျမ်းစာသူတို့ကိုရှုပ်ထွေးစေခြင်းကပြုကြကုန်အပ်စကားမတူတဲ့ပြင်စကားဘာဖြစ်သွားလဲရှုပ်ပါသွားတာရှုပ်အောင်လုပ်လိုက်တာမတူတာပဲမဟုတ်တော့ဘာဖြစ်သွားလဲရှုပ်သွားတာမတူတဲ့ပြင်ရှုပ်သွားတာအဲ့ဒါဆိုရင်အဲ့ဒီစကားတွေကွဲသွားတယ်ရှုပ်သွားတယ်ဆိုတာဖယားကောင်းကြီးပေးလိုက်တာလားဆုံးမတာလားကဲပြောကောင်းကြီးပေးလိုက်တာလားဆုံးမတာလားဆုံးမလိုက်တာလေစကားနားမထောင်လို့ဆုံးမလိုက်တော့စကားတွေကွဲပြီးရှုပ်ကုန်တာဒါဆိုရင်ဖယားဆုံးမထားတဲ့ဟာကိုဆက်ပြီးကျွန်တော်တို့ကပြုစုဖို့လိုလားပြောပြုစုရမလားဟုတ်တယ်ဖျားခင်ငါတို့စကားခွဲထားတယ်ကိုစကားနဲ့ကိုအဲ့ဒါဆက်ပြုစုရမလားပြောဆုံးမထားတာရှိလားအဲ့ဆုံးမထားတာကိုနောင်တရနောင်တမရပဲဆက်ပြီးတော့ပြုစုခြင်းနဲ့တပွဲရတိချာကြည့်ဘယ်လာလဲလမ်းခုလက်ကိုမကြည့်နဲ့ဟိုအဖွဲချုပ်ကိုပဲလှမ်းကြည့်ဓမ္မဒီအဖွဲချုပ်ကဒီကလာတယ်စကားတွေကွဲသွားတယ်အဖွဲချုပ်ကနေရောဓာကလာတယ်ငါတို့ဆရာကြီးနေရောဓာရှာရှည်ပြီးရဲတိုက်ဆောက်တာဟုတ်လားအေးကဲစကားကွဲတဲ့အတွက်အခုလောလောဆယ်ကြည့်အဆင်ပြေလားမပြေဘူးလားပြောကြည့်လေငါတို့ဒီကိုရောက်လာတယ်ဒီကစကားငါတို့နားလဲလားဘလောက်ခက်လဲဟုတ်လားဘယ်မှာသွားဘယ်နေရာသွားစကားနားမလို့တော့လွယ်လားခက်လားဟာစကားလည်းပြောတဲ့စကားသူများနားမလဲနားမလို့တော့အမူအရာပါထဲရသေးတယ်ဟုတ်လားတော့ပြောက်တာဟာကီဘောပါကီအဲ့ကြမှာမသိတော့ပြောက်လို့โอเคအခန်းနံပါတ်ဟိုအမေတယ်ဒီကပြောတဲ့ဥစ္စာတရိယာသူများတတွေးစင်တယ်သူတို့တရိပြောရင်မစင်တို့ဗမာပြည်သားတရိပြောရင်တတွေးထွက်တယ်အဲ့ဒါနဲ့ရေးပေးရတယ်တေတာတဲ့တရိယာဒီဘက်နော်ရေးပေးရတယ်အဲ့ကြမှာဟိုကလိုက်လာတော့လာဖွဲ့လွယ်လားခက်လားစဉ်းစားကြည့်လေဘာသာစကားပြဿနာဗမာပြည်မှာသင်ခဲ့တာ yes Australia ရောက်တော့ yep ယာဘလို့လို့တချို့နိုင်ငံ yes တချို့နိုင်ငံ yep တချို့နိုင်ငံ ya yes တခုလည်းရွာလဲတယ်ကဲဘလို့လို့ဗမာပြည်မှာစာရေးလို့အဆုံးတိုက်ရင် full stop အင်္ဂလိပ်လိုကနိုင်ငံခြားရောက်တော့ full stop ဆိုသူမသိဘူး email address တောင်းတာကျွန်တော်ပြောတယ် full stop သူမသိဘူး full stop သူတို့နိုင်ငံဘိုးတွေပဲမသိဘူး period တဲ့သူတို့ full stop period လို့ပြောတယ်တေရောငငယ်တွေကတင်ဘူးတော့ full stop ပဲဘာ period ချီ dog ကဲတလုံးနဲ့ပဲနော် dog လဲဒါပဲ full stop လဲဒါ period လဲဒါဘာလို့ပြောမလဲငါတို့လွယ်လားခက်လားဘယ်သူပြဿနာလဲဘာသာစကားစဉ်းစားကြည့်နေရောဓာတွေ့ထလိုက်တာဟုတ်လားအေးဒီအရာလေးနေရောဓာလာတာစကားကြီးကွဲတဲ့ပြပြန်ရှုပ်တယ်ဆိုတဲ့အဓိပ္ပာယ်ကလေဓမ္မစကားကွဲတာနားမလဲဘူးရှုပ်တယ်ဆိုတဲ့အဓိပ္ပာယ်ဒီလိုကိုနားလဲတာတခု तू ကလည်းဒီစကားကိုသိတယ်ဒါပေမဲ့ तू နားလဲတဲ့အဓိပ္ပာယ်နောက်တစ်ခုအဲ့ဒါပဲရံပြစ်ကောဥမာဆိုပါစို့ကချင်ပြည်နယ်မှာဆိုရင် तू တရားကိုလေလူတွေစောက်တဲ့တရားဂုံကြော်တရားမြစ်တွေပါတွေကူးတဲ့တရားကိုကချင်စကားမှာသူတို့ကမခိုင်လို့ခေါ်တယ်မခိုင်ဗမာတွေကတရားစောက်တယ်ကချင်ကလာပြောတယ်မခိုင်နဲ့ဗမာရမ်းစိတ်ဆိုးတယ်နော်ခုပဲအသစ်စောက်တာမခိုင်လာပြောတော့ခိုင်နေတဲ့ဗမာကချင်ကပြောမခိုင်နဲ့ရှမ်းဖြစ်ကောသူများစောက်တဲ့တရားကိုဘာသွားပြောလဲမခိုင်သူများစိတ်ဆိုးတာဗောဘာလို့မခိုင်ရမှာလဲ
တစ်ချက်ချက်စောက်တာမခိုင်လို့တယ်အမသူ့စကားနဲ့ဆိုတဒါဒီဘက်မှာကြတော့မခိုင်ကဲခတ်ပြီးရောအဲ့ဒါစကားနားမလဲတာလားရှုပ်တာလားရှုပ်သွားရောဟုတ်ပြီလားရခိုင်မှာပတ်တရောင်လဲတယ်စစ်သားပြည်သူစစ်ကပတ်တရောင်လဲတကားခောက်ရခိုင်တွေကိုဝိလက်ကြောင်ဘက်မပြောနဲ့တဲ့တဲ့ပဲပြောရတာရခိုင်က तू ကဟိုကလေအာနာဘာညာအဲ့လိုမျိုးမရှိဘူးရှင်းရှင်းပြောတဲ့တဲ့ပဲပြောတယ်တပည့်စားမလားစားမယ်နည်းနည်းလားများတို့ဗမာဒီဘက်အောက်ပိုင်းကရန်ကုန်မန္တလေးကြအဲ့လိုမျိုးမဟုတ်စားမလားစားတော့သုံးကမိမစားမယ်တခါတည်းနဲ့စားမယ်မပြောဘူးလေအာနာလေစားတော့စားချင်နေတယ်လေနော်အဲ့လိုသွားတာပြည်သူစစ်ကရခိုင်မှာမေးတယ်ရခိုင်ပြည်မှာတကားခောက်တပေါက်ရှိလားရှိတယ်တောက်ခောက်ကစက်ပြယူလာတယ်ခေါ်ရရိုက်တယ်သူတို့စကားမှလေစက်ပြကိုလေတပုံးလို့ခေါ်တာသူတို့စကားမှဒါဆိုနားမလဲတာလားရှုပ်တာလားရှုပ်သွားတာအဲ့တော့ဘာသာစကားနားမလဲတာတော်သေးတယ်ရှုပ်သွားရင်အဲ့ဒါခတ်ကောဟုတ်လားအေးအရန်ရှုပ်တယ်အခုပုံနေလဲရှုပ်တယ်နော်ပုံဆွဲတာတော့မှမရှင်းဘူးအခုနိုင်ငံခြားမှာပုံနေရလေစိတ်တစ်ခုအမေရိကမှာအပေါ့သွားတဲ့အခန်းလေအပေါ့ဆိုတော့တေးသွားပေါက်တာပေါ့တဲ့ပြောလေစိတ်မှာကြည့်ယောက်ျားပုံလဲမဟုတ်မိန်းမပုံလဲမဟုတ်ဒီဘက်ကကြည့်တော့ယောက်ျားတစ်ချမ်းဟိုဘက်ကကြည့်တော့မိန်းမတစ်ချမ်းနှစ်ခုကြော့ချင်းကတ်ထားတယ်ဟာယောက်ျားလားမိန်းမလားမသိငါဝင်ရလဲအခက်မဝင်ရလဲအခက်ခဏစောက်မိန်းမထွက်လာမဝင်တော့ခဏယောက်ျားတယောက်ပြန်ထွက်လာဟာယောက်ျားလည်းထွက်မိန်းမလည်းထွက်ဒါဘလို့ဖြစ်တာလဲနောက်ကျဝင်အောင်အကုန်လိုက်ကြည့်တော့အားလုံးခန်းနေအဲ့ဒီပုံပဲအထဲမှာခွဲထားတဲ့ထင်နေဆိုအထဲဝင်ကြည့်လိုက်အထဲဝင်တော့ဒီတပေါက်တည်းကပဲနှစ်ယောက်လောက်ထွက်နောက်ဆုံးတော့နောက်မှသိတယ်ဩသူတို့ကယောက်ျားမိန်းမအားလုံးဘသူပေါက်အဲ့ဒီလေစိတ်တစ်ခုရှိတယ်အမေရိကမခွဲလို့မရဘူးလာမခွဲချနိုင်တဲ့လူအားလုံးတူပဲတဲ့အဲ့သူကလည်းတမောက်နော်မခွဲချလို့မရဘူးအဲ့လေစိတ်ကခွဲချတာလုံးအလက်ပခါနော်ဆိုတော့တချို့ပုံနေရလဲလေယောက်ျားလိုမိန်းမလိုပုံနေဆွဲထားတာရှိတယ်နော်ဟိုလိုဒီလိုလည်းရှိသေးတယ်ဆိုတော့နားမလဲတာမဟုတ်ဘာဖြစ်သွားပြီလဲရှုပ်တမဘာသာစကားဆိုတာဖခင်ကောင်းကြီးပေးတာလားဆုံးမတာလားဆုံးမအေးဒါဆိုအဲ့ဒါကိုဆွဲရမလားမဆွဲနဲ့ဆုံးမထားတာတေချာနားလေအဲ့ဒီနောက်ပိုင်းမှာဘာတွေကွဲလာမလဲကိုးကွယ်မှုဘာကွဲမလဲတချို့ကလည်းကြောက်တုံးကြီးအလောက်ကြီးတဲ့ကြောက်တုံးအံ့ဩလွန်အားကြီးလို့ရှ ခိုးလိုက်တယ်ပြီးတော့အနောက်လာနောင်သားတွေအားလုံးဘာလို့ရှ ခိုးတော့လဲအကြောက်တုံးရောလိုက်ရှ ခိုးတာသူများရှ ခိုးတယ်ဆိုတော့ငါတို့လည်းရှ ခိုးသူများအဲ့ဒါဖျားတယ်ငါတို့လည်းဖျားဖို့တချို့ကတခါဘာလောက်လဲဆိုမြစ်စိတ်အကြီးကြီးကိုရှ ခိုးပြရောမြစ်စိတ်ကြီးအကြီးကြီးရှ ခိုးတယ်ဘာလို့လဲအဲ့ဒီမြစ်ရေကိုတောက်တယ်အဲ့ဒီမြစ်နဲ့ရနဲ့ခရီးသွားတယ်အဲ့ဒါနဲ့ပစ္စည်းတွေတည်ယူပို့ဆောင်ရေးလုပ်တယ်ဒီမြစ်နဲ့ပဲလဲတွေပါတွေစိုက်တယ်ဒါကြောင့်ဒီမြစ်ကငါတို့အတွက်ကျေးဇူးရှင်ငါတို့ရဲ့ဖယားရှ ခိုးပြရောတခါအဲ့ဒီဆက်သွားတချို့လူတွေကငါတို့ကမိဘမွေးတယ်မိဘကျွေးတယ်မိဘကြီးအောင်ထားတယ်မိဘစာသင်ပေးတယ်မိဘကျေးဇူးရှိတယ်အဲ့နဲ့မိဘကိုမသိခင်ရှ ခိုးသေတဲ့ကဓာတ်ပုံကိုပြန်ရှ ခိုးဘယ်ဟာဖျားလဲဆိုတော့တေချာသိတာလားကိုကကိုတွေးပြီးတော့ဖျားတွေလုံနေတာလားသူကသူအတွေးနေတာဘာဖျားဟိုကဖျားဖြစ်နိုင်တယ်ဒါဖျားဖြစ်သူအုံနောက်ထဲကဖျားတွေထွယ်နေတာဟုတ်လားဖျားဆိုတော့ကြောက်လဲဒီလိုပုံလေးဖြစ်တဲ့နေဆိုပုံစံလေးတစ်ခုဆွဲလိုက်ဒါဖျားဖြစ်တဲ့နေသူဆွဲပြီးသူထားသူစေသူဖျားလို့ရှ ခိုးတချို့လည်းပကြီးလေးဆွဲပြီးတော့အဲ့ဒါဖျားဖြစ်ရှ ခိုးအများကြီးပေါ်လာပြီလားပေါ်လာပြီအဲ့ရနေဥတေရာအကြောင်းပြောပြအာဗြဟံရဲ့အဖေဥတေရာသူကလည်းသူဖျားတတ်လို့တယ်သူကလည်းသူဖျားတိလေးအကြီးကြီးမဟုတ်တာတည်ယူပို့ဆောင်ရင်လောက်ရတယ်လွယ်အောင်သူရာဇဝင်ရှိတယ်လေသူရဲ့အထုပ်ပတ်တိရှိတယ်ဖက်ကြီးဥတေရာသူဖျားအကြီးကြီးဘယ်တော့မလို့ဘာလို့တရားပြူကခတ်တယ်လေအိမ်မှာထားခဲ့လေပြန်တစ်ခါလာရှ ခိုးဖို့ကတိတ်ဝေးတယ်လေတော့သူကတဲ့သွားတာဥတေရာငငယ်တွေကသူအယုတ်လေးလို့သူကဖျားလို့ရှ ပြီးတော့အထဲမှာလိန်သွားလိတ်ထားလိုက်တာလိတ်ပြီးတော့မှရောက်တဲ့နေမှာပြန်ထုတ်ပြန်ထားပြန်ရှ ခိုးပြီးပြန်သိမ်းသွားတယ်ဖျောက်ခေါ်သွားတယ်ခရီးသွားတယ်သူ
သူလောက်တာနဲ့ပဲလာပန်ဆိုတော့သူတူလေသူအမျိုးပေါ့နော်လာပန်ဆိုတာဟာလားယာကုပ်ရဲ့ရောက်ခမလေလာပန်လည်းသူ့စီကနေကူးသွားရောအကျင့်ဆိုတာကူးလားပေါင်းနဲ့ကူးလားခရိယန်အောင်ဗုဒ္ဓဘာသာနဲ့ပေါင်းတော့ဘာကူးသွားလဲကံကောင်းလို့ခလုတ်တိုက်တော့အမလီကံကောင်းလို့တဲ့ဒူးမကွဲတာလေသူကံကောင်းရသေးတယ်ရေးတယ်နော်တို့ယုတ်ကြည်သူကကံကောင်းတယ်ဆိုတာမရှိဘူးမှတ်တာကျမ်းစာဖတ်ကြည့်ကံကောင်းတယ်မရှိဘူးကံကောင်းတဲ့အဓိပ္ပာယ်ပါလေကိုလှုပ်လို့ကိုရတာအဲ့ဒါကံကောင်းတယ်မှတ်တာကံဆိုတာကိုလှုပ်လို့ကိုဖြစ်တာအဲ့ဒါကံနော်တို့ယုတ်ကြည်သူကကံကောင်းတာမရှိဘူးသေချာနားတော့တင်းထောက်တွေတခါခဏကံကောင်းတယ်ခရိယန်တင်းထောက်တွေနော်ကံကောင်းတာလဲနားလဲမလဲဘူးထွက်ဆွတ်អော်တယ်ဆရာကိုလာကြတော့ကံကောင်းလို့ဆရာနဲ့တွေ့တာတယ်အရေးတယ်နော်ငါနဲ့လာတွေ့တော့ကံကောင်းတယ်လေလောက်ပြန်ပြီနော်သေချာလဲနားမတော့ဘူးယူကျွတ်မှာကံကောင်းတယ်ဆိုတာကိုလှုပ်လို့ကိုဖြစ်တာအဲ့ဒါကံကောင်းတာကျေးဇူးတော်ဆိုတာဖခင်လှုပ်ပေးလို့ရတာအဲ့ဒါကျေးဇူးတော်ဒါဆိုကျွန်တော်တို့ကကံကောင်းတာလားကျေးဇူးတော်လားကျေးဇူးတော်ဘယ်ကကံကောင်းမလဲကံကောင်းရင်ငါးသာသွားမွေးနော်ကံကောင်းတယ်ဆိုတော့ငါးမွေးပေါ့နော်စကားလည်းနားမလဲပြောကြည့်အတင်းတော့မှလည်းလူကြီးကပြန်လှုပ်ဒုက္ခပဲနော်တိုက်ဆိုင်ရခွက်လို့စံတို့ခုတည်းဒီမှာဘသူပါဆိုသိတာမဟုတ်ဘူးစောင်းပြောတယ်မထင်နဲ့တိုက်ဆိုင်တယ်လို့မှတ်အဲ့တော့စကားလေသူဟာနဲ့သူရှိတယ်နော်သူဟာလေးနဲ့သူအဲ့တော့ဒါကိုနားလဲစေခြင်းတယ်အဲ့တော့ဘဝအတ္တမှာနော်သူ့အပိုင်းနဲ့သူသွားမယ်အဲ့တော့ဒီမှာကြည့်ဥတေတာကလည်းအဲ့လိုမျိုးအယုတ်ကလေးလှုပ်ပြီးရှ िख ိုးတာတရက်ကြတော့ယာကုပ်ရဲ့ရောက်ခမလေးခရီးသွားတော့ယာကုပ်ကလာပန်ရဲ့သမီးကိုပြောတယ်ဟဲ့မိမတဲ့ငါပြန်တော့မယ်နေဖေနဲ့နေတာအစင်မပြေဘူးတဲ့နေဖေကငါရဲ့လက်ကလည်းမပေးဘူးတဲ့အမြဲတမ်းလိန်စားသွားတယ်တဲ့အမျိုးမျိုးလှဲ့တယ်တဲ့ငါလက်ကပေးတင်တာမပေးဘူးတဲ့အဖေเจ้าကိုသမီးကိုတိုင်တာဒါကြောင့်တော်ပြီးတဲ့ငါပြန်တော့မယ်တဲ့နေလိုက်မလားနေခဲ့မလားတဲ့သမီးကလည်းအဖေကိုတော်တော်ချစ်တယ်လိုက်မယ်တဲ့ယောက်ျားတဲ့လိုက်သွားတယ်မနေဘူးတဲ့သူ့ဖေနဲ့လိုက်သွားရောဟိုကလာပန်ပြန်လာတော့သူ့ဖယားပျောက်ကောဖယားလိုက်ချတာဖယားမတွေ့ဖယားရှော့တော့ဖယားပျောက်သွားတော့အဲ့ဒါနဲ့ဟာသူ့တမတ်ကိုရှာတော့တမတ်မရှိတမတ်ခိုးတာပဲနေမှာဘယ်တော့မှဆိုလေသမီးနဲ့တမတ်ဆိုတော့ပျောက်ရင်ဘယ်သူညိုမလဲတမတ်ညိုမှာဗောသူကဒဇိန်လေဟုတ်တယ်မလားနော်အဲ့တော့လာပန်အမျိုးတွေတတိထားနော်ပျောက်ရင်သူများကိုပဲညိုတက်တယ်ကိုသွေးသားကြမလုပ်ဘူးလို့ထင်ကြတယ်လေတကယ်တော့သမီးခိုးသွားတာတမတ်ခိုးတာမဟုတ်ဘူးလိုက်တာတခါတည်းဟိုလဲရောက်တော့တမတ်ကိုမိရောဟဲ့ကောင်မင်းပြေးတယ်ဟလားမင်းငါဖယားခိုးသွားတယ်ကျွန်တော်အဲ့ဒါလေးဖတ်ပြီးသဘောတည်ကြတယ်တနာပါတော့ဖယားကိုလူကခိုးသွားတာဖယားခံလိုက်ရတယ်ဖယားလူခိုးပါတော့ဖယားကိုလူကခိုးလို့ရတယ်ဆိုအဲ့ဖယားတနာစရာပဲလေဖယားဘာလို့တကိုးကြည့်တယ်ဘလို့ခိုးမလဲမဟုတ်ဖယားအခိုးခံလိုက်ရဖယားအခိုးခံရတာလူကအဲ့အမှုကိုပြန်လိုက်တာအော်စရာကောင်းတယ်နော်သဘောကျဖတ်ပြီးတော့နော်အဲ့တော့နောက်ဆုံးကျသူ့သမီးစီမှာရှိတာလေတွေ့တော့မတွေ့ပါဘူးတကယ်တော့သမီးကခိုးသွားတာပေါ့နော်အဲ့တော့နားလေဖယားလေအမျိုးမျိုးပေါ်လာတယ်အယုတ်ကလေးတွေအဲ့ဒါဖယားဆိုကိုးကွယ်မှုတွေပေါ်လာလားစကားတွေပေါ်လာလားအေးဘာသာစကားကိုးကွယ်မှုလူမျိုးတွေလည်းပေါ်လာတယ်ဘာလူမျိုးညာလူမျိုးမျိုးကျင်းတော့ဒါတွေအားလုံးကတကယ်တော့အဖွဲချုပ်ကတခုတည်းပဲဒီကလာတာလူမျိုးကလည်းမတူတော့ဘူးရုပ်ကလည်းနည်းနည်းပြောင်းသွားတယ်ဟုတ်လားအသားရည်လည်းပြောင်းတယ်လေအသားရည်လည်းပြောင်းတယ်အစားတောက်လည်းမတူတော့ကိုခန္ဓာကြီးတာလည်းပြောင်းတယ်ဖိလစ်တီပါလက်စတိုင်းနေရာကြီးတယ်သူတို့စားတဲ့အစာသွားကြည့်လေသူတို့နေတဲ့နေရာမှာသူတို့စိုက်လို့ရတဲ့အသီးနှံနဲ့အစားတောက်နဲ့သူတို့ကနည်းနည်းစားတာနဲ့တအားကြီးတယ်ပါလက်စတိုင်းကသူတို့အစားတောက်တွေကအဲ့လိုသွားတာနော်ဖိလစ်တီတို့ဘာတို့ကကြီးတယ်ခေါ်လျက်တို့ဘာတို့အမြင့်ကြီးလေခေါ်လျက်အရက်ဘယ်လောက်ရှိလဲ73ပေကျော်တယ်နော်တချို့တွေခေါ်လျက်တဝက်တောင်မမီဘူးဟာလားနိုင်ငံခြားရောက်လာအင်ကြီးသွားဝယ်ကြည့်လေလူကြီးဆိုင်တဲ့ဝင်သွားကိုယ်ဆိုင်ကမရှိဘူးကိုကအသက်ကကြည်ဟောကိုလူကြီးဆိုင်ထဲမှာမရှိဘူးကိုယ်ဆိုင်ကနောက်ဆုံး Sunday School ကျောင်းသားဆိုင်သွားဝယ်ရတယ်လူကလူကြီးအသင်းတော်မှာလူကြီးဟိုရောက်တော့ကိုနဲ့တူတဲ့ဆိုင်ကမရှိတော့ခလေးဆိုင်နဲ့ဝယ်တော့ဝယ်လူကြီးတော့အတော်ဖြစ်သွားရောဒါပေမဲ့အနောက်မှာစူပါမန်ရုပ်ကြီးနဲ့ဘယ်လိုလုပ်လဲကျွန်တော်တို့နိုင်ငံမှာကျွန်တော်တို့စားတဲ့အစားအသောက်တွေကကျွန်တော်တို့တအားမကြီးခိုင်းဘူးလေဟုတ်တယ်မလားဒါပေမဲ့အသားတော့ကြစ်တယ်သွားမလို့နဲ့အရန်ကြစ်တာနော်ငယ်လေးဆိုမြဲတိတ်ကြစ်တယ်အသားကြစ်တယ်ဒါပေမဲ့ကိုခန္ဓာကတော့အကြီးအကြီးတက်ထဲဝယ်ပြီးအကြိုက်ဝယ်ရတယ်တော်တော်နဲ့မကြီးဘူးလူဟာနော်အင်ကြီးတာပြည့်တော့တယ်လူကမကြီးလာဘူးသူပြနိုင်ငံအစားအသောက်တွေနည်းနည်းစားတာနဲ့ကြီးလာတယ်လေဟုတ်တယ်မလား
စားတော့မတူဘူးလေအဲ့တော့ကြီးတဲ့ပုံမတူဘူးနော်အသားရောင်လဲမတူဘူးလေဒါနေတဲ့နေရာနဲ့ဘာဖြစ်လဲဆိုင်တာပေါ့တချို့နေရာကအသားရောင်ဖြူဖွေးတချို့နေရာမှာနေတဲ့လူကမဲကျုပ်မဟုတ်လားမျိုးပဲအယောင်လေးလည်းမတူကျွန်တော် Brisbane ရောက်တော့ Brisbane မှာကျွန်တော်ဒီ Brisbane ကလူပေါ့နော်မိတ်ဆွေနဲ့တင်တန်းသွားတယ်တင်တန်းခမ်းမှာသွားတယ်တင်တန်းသူစာတင်ကျောင်းကိုငှားပြီးလောက်တာဟိုမနစ်ကစာတင်ကျောင်းငှားပြီးလို့တော့သွားတော့အဲစာတင်ကျောင်းကနေပြီးတော့မဲနက်နေတဲ့လူတွေထွက်လာတယ်အနက်မဟုတ်ဘူးအနက်ပြောင်နေတာပဲ7ကလည်းလေတပင်ချင်းလိန်ထားတာတပင်ချင်းတော့အလိတ်လိုက်တို့စိုင်မှာလိတ်တယ်လို့အလိတ်လိုက်မဟုတ်ဘူးတပင်ချင်းခွေတာဆွဲလိုက်အရှိပဲလွတ်လိုက် freak စပလင်လို့ပဲအကုန်ကတ်နေတာလိတ်ထားတာအဲ့တယောက်ကထွက်လာမဲတူးနေတာမျက်လုံးပဲတွေ့တယ်ဖွက်လိုက်ပိတ်လိုက်ထွက်လာကျွန်တော်နဲ့တူတူသွားတဲ့အဲ့ဒီ Brisbane ကလေမြန်မာနိုင်ငံသားပေါ့နော်လူမျိုးမပြောတော့ပါဘူးသူ့ဘာပြောလဲဆိုနေတို့တွေတဲ့သူတို့ခင်တော့ခင်ကြတာနေတို့မြန်မာတွေငါရန်သနာတယ်တဲ့ဟိုမဲပြောင်နေတဲ့လူကလေဘာဖြစ်လို့လဲနေတို့ရုပ်တရားမလှဘူးနော်သူကမီးသွေးနဲ့အမျိုးတော်တဲ့ဖွဲ့ကမြန်မာပြည်ကရုပ်ကိုလေနေတို့ရုပ်တရားမလှဘူးတော့တဲ့သူတို့ကမိုးချုပ်ရင်လူမမြင်တဲ့ဖွဲ့တောင်းအလင်းရောက်တော့သူတို့ရောက်ရင်မှောင်တယ်သူကပြန်ပြောသွားတာအိုးတော်အော်စရာကောင်းတယ်လို့ပြောချင်တာလေအသားရည်ရောတူလားရုပ်ရောနေရာဒေသမတူစားတာတောက်တာမတူဟုတ်လားဘဝအတွေ့အကြုံတွေဖြတ်တန်းရတာဘဝကိုဖြတ်တန်းရတာလဲမတူတဲ့အခါကျတော့အရွယ်အမောင်းတွေလဲမတူတော့ဘူးသဘောပေါက်လားဒါပေမဲ့အဲ့ဒါတွေအားလုံးကနောက်ပိုင်းကွဲသွားတာဒီမှာကြည့်စကားတွေကွဲတယ်လူမျိုးတွေကွဲတယ်ကိုးကွယ်မှုတွေကွဲတယ်ဟုတ်တယ်မလားတပြေးပြေးကွဲသွားတာဒါပေမဲ့အဲ့ဒါအားလုံးပြန်လိုက်ဘာမှဆုံးလဲဒါဆိုဒါတွေအားလုံးကအပြစ်လုံးမှအပြစ်ရှိတာလားအပြစ်ရှိပြီးသားလားအပြစ်မလုပ်ရောရှိလားကောင်းကောင်းနေရောဘာသေးပြီးသားလဲဘာသေးပြီးသားလဲဝိညာဉ်သေးပြီးသားလူကတရက်ခန္ဓာသေးရင်ဘယ်သွားမလဲခန္ဓာသေးသွားရင်သူဝိညာဉ်ဘယ်သွားမလဲသူဝိညာဉ်တေချာကြည့်တပါငရဲဒါတင်ញိုင်းမှာတက်တာလေးနဲ့ဟာလားခရိယန်ဆိုရင်လည်းလဝါကတိုင်လေးထိုက်ပြီလားဘာလဲသူကကားတိုင်ကြိုက်တဲ့အမျိုးငရဲကြရင်လည်းတော့ကားတိုင်လေးနဲ့တော့ကားတိုင်လေးထည့်ပြီးလိုက်ခရစ်တော်မယုံရင်လည်းရိုးရိုးပဲတကြိုပေါ့ရိုးရိုးပဲပြီးပြီကဲမိမဲကားတိုင်စိုက်ထားတဲ့လူရဲ့ဝိညာဉ်ပဲသွားမလဲကားတိုင်စိုက်ရင်ငရဲကလွတ်လားလွတ်ပါဘူးကားတိုင်တစ်သားကုန်တာပေါ့ဒါပေမဲ့ခရိယန်ရဲ့အတုပမှာအဲ့လဝါကတိုင်လည်းအရာအရေးကြီးတယ်နော်အမလီသူ့အတွက်လဝါကတိုင်မေ့ကြံခဲ့လို့2 နာရီကျော်စောင့်ရတယ်တင်းကျန်းကုန်မှာကျွန်တော်အတုပချပြီးတော့အလုံးချကိုကြတကြိုပြီးလဲပြီးတော့လဝါကတိုင်မေ့ကြံခဲ့တယ်တဲ့ဟာပြီးမှပဲကွက်ကိုလာဆိုင်လဲမရဘူးတဲ့ဆရာဆိုင်မှဖြစ်မယ်တဲ့ဟာဘသူဆိုင်ရတယ်အဲ့လဝါကတိုင်ဆိုတာယေရှုမကြည့်ဘူးအဲ့ဒါနွားကြောင်သားပဲရှာတာနွားကြောင်ရင်းနဲ့ကြိုးချီဖို့လေယေရှုအဲ့လဝါကတိုင်မကြည့်ဘူးမဟုတ်ဘူးတဲ့ဆရာဆိုင်ရမယ်တဲ့တစ်ခေါက်သူတို့ပြန်လဝါကတိုင်ပြန်သွားယူ2 နာရီကြော်ကြတယ်တင်းချိုင်းကုန်းမှာစောင့်ရတာခရစ်ယာန်ရဲ့ယုံကြည်ချက်နေပူတဲ့2 နာရီကြာသွားတယ်လဝါကတိုင်ဆိုင်လဲအပြစ်ရှိလားကားတိုင်မဆိုင်ဘူးမယုံကြည်သူကအပြစ်ရှိလားသူဝိညာဉ်ပဲသွားမလဲဒါပဲငရဲမလွတ်ပါဘူးနှစ်ချင်းခံထားရောအပြစ်ရှိလားနှစ်ချင်းခံထားတဲ့လူအပြစ်ရှိလားရှိတာပဲလေအပြစ်ရှိပြီးမှဘာပဲလှုပ်ပြစ်ရှိတာမပြောက်ဘူးဟုတ်လားကျမ်းစာကြောင့်တက်လို့သင်ဦးစရာလို့ဘာမထူပါဘူးကျမ်းစာထဲမှာပြမယ်ငရဲကြတဲ့အုပ်စုပြမယ်တရားဟောဆရာတွေကိုပြမယ်မဿဲ23:15ကိုဖတ်မရေးပေးတော့ဘူးနော်ခဏနေကြတယ်ခင်ဗျားတို့ဗီဒီယိုခွေရနေရတကရောက်သွားအားလုံးကြည့်ပြီးအဲ့ဒီပုံကိုခွန်အားရတယ်
ဖတ်မတ်သဲလောတော်ကြံပြုเสียဖာရှဲတို့တင်တို့ဒီအမင်္ဂလာရှိကြ၏အကြောင်းမူကားလူတယောက်ကိုပင်ဘာသာတွင်ချင်းကကုန်းကြောင်းရေကြောင်းပပလဲ့လေ၍ဘာသာတွင်ပြီးတော့သူကိုလည်းမိမိထက်နှဆသောငရဲသားဖြစ်စေကြ၏ဟုတ်ပြီကုန်းကြောင်းရေကြောင်းလှဲ့လေသွားလာ၍ဘာသာတွင်ပြီးတော့သူတို့ကိုလည်းမိမိတို့ထက်နှဆသောငရဲသားဖြစ်စေကြ၏တဲ့လားဒါဆိုကုန်းချောင်းရေချောင်းလှည့်ပြီးသွားတယ်တဲ့ဘာသာရေးကောင်းဆောင်နေပြီးမှဘာသာသွင်းတယ်တဲ့ဟိုဘက်ဘာသာနဲ့ဒီဘက်အသက်ရှင်တဲ့ဖျောက်ကိုးကွယ်တဲ့ဘာသာသွင်းနိုင်တယ်တဲ့ကြည့်နော်အဲ့ဘာသာပြောင်းတဲ့လူကလည်းတရက်တည်တော့ဘယ်သွားလဲငရဲတဲ့ကြည့်လိုက်ဆိုမိမိတို့ထက်နှဆသောငရဲသားဖြစ်စေကြ၏ဒါဆိုမိမယ်အဲ့ဘာသာပြောင်းတဲ့လူကဘယ်သွားလဲတရက်သေးငရဲဟောတဲ့လူရောအေးဟောတဲ့လူကတဆဘာသာပြောင်းကနှစ်ဆတွေ့လားရေးထားတာဘာသာပြောင်းပြီးတော့သူတို့ကိုလည်းမိမိတို့ထက်နှစ်ဆတော့ငရဲသားဖြစ်စေကြ၏ကိုထက်တော့ဘယ်နဲ့ဆလဲနှစ်ဆပိုးတော်ဆိုရောင်လို့မပြောင်းနဲ့ကိုယ့်ကိုယ်သွားငရဲတဆပဲဟိုပြောင်းဒီပြောင်းနဲ့နှစ်ဆခံရမယ်ဒါကြောင့်ငရဲသားနှစ်ဆကိုခရစ်ယာန်တွေကအသင်းတော်ကနေအထူးတပြည့်သာသနာလုပ်နေတယ်ခရစ်တော်မရဘဲနဲ့ဘာသာပဲမလုပ်တာလဲရှောက်ပြောင်းခိုင်းတာဘာသာပဲပြောင်းခိုင်းတာနေခရစ်ယာန်ယူပါလားအေးဟုတ်ပြီသမီးနော်နေတခြားဘာသာယူခရစ်ယာန်ရင်လုပ်ခိုင်းဘယ်လိုလုပ်ရမလဲဆရာရှင်နေချင်းခံခိုင်းလိုက်ဟုတ်ကဲ့အဲ့ဒါနှစ်ဆတော့ငရဲသားမွေးထုတ်တဲ့အသင်းတော်လို့ခေါ်တယ်ဖတ်ကြည့်လေကျမ်းစာဟုတ်လားခရစ်တော်တော့မရဘဲနဲ့ယုံကြည်သူမဖြစ်ဘဲနဲ့ဘာသာပဲပြောင်းတာမရှိဘူးလားအမလေးဘာသာပြောင်းတာမလေးအသင်းတော်ကလည်းပျော်လိုက်တာမလေးကိတ်မုတ်တွေခွဲ wedding cake တဲ့မလေးကီးဘုတ်သမားလည်းတော်တာဒန်အမလေးသူတို့တွေ့ရလဲရှောက်မသိမဲ့အရာကြီးကျေးသူတို့ဘာလို့လို့ ਨੇ နော်ဟိုတယ်မှာမနေ့ညမိုးလင်းပေါက်မအိပ်ရဘေးနားမှာအတွဲလီမင်္ဂလာဆောင်မဲ့အဖွဲ့လီတညလုံးဘာလို့စူညံနေတာပဲမလွယ်ဘူးမပြောတတ်ပါဘူး तू က2ဆဒေါ်လာ1ဆလားမသိဘူးဒီမနေ့တော့မကာယနဲ့အမဲချနေတာဓာတ်ပုံတူနော်အစုပ်အဲ့တော့ကြည့်2ဆတော့ငရဲသားကဲအဲ့မှာဟောတဲ့လူကဟောငရဲဟုတ်လားတွေ့လားဒါဆိုအမှုတော်ဆောင်နေငရဲမှာတွေ့နိုင်လားကျမ်းစာပြောလားအေးတွေ့နိုင်တယ်ပြောပြီးသားဒါကြောင့်လေဖယားရှိခိုးဝါသနာပါတဲ့လူစိတ်တမကြနဲ့အောက်အထိဥဆောင်မဲ့လူရှိတယ်အောက်မှာလည်းရှိတယ်လေဘာသိကတော့ရပါရညာရအောက်တိရှိဘချက်သမားပါလေသူတို့စကားပြောသိကောင်းတယ်နော်ဘာလို့လဲသူများဘာသာတော့ဒီဘက်ပြောင်းလာတယ်အပြောကောင်းလို့ပေါ့တောင်းအပြောမကောင်းပဲပြောင်းမလဲသူများမဟုတ်လားတော်လို့ပေါ့ဒါပေမဲ့တော်ပေမဲ့သူတို့အပြစ်ရှိလားဟုတ်ပြီကဲဒီကိုပြန်လာအားလုံးရဲ့အဖွဲအဓမ္မပြည့်ရှိလားဒါဆိုငရေကလွတ်မလားကဲကြိုးစားကြည့်ကြိုးစားရလားကြိုးစားနိုင်လားကြိုးစားနိုင်နှစ်ချင်းခံရောလွတ်မလားကျက်စားဖန်ရောခဲကြောင်းတက်ရောဆယ်ဘလို့ထဲရောထဲမိပြီးမှနောင်တရနေဦးမလွတ်မဲ့တူမထဲတော့ဘူးလားကဲကြည့်ဘလို့မှမလွတ်နိုင်ဘူးနော်သိကြပြီလားကဲထပ်မေးမယ်ကျင့်နိုင်တဲ့ထားကဲကျင့်ပေါ့ကျင့်လို့ရောအပြစ်သားဘဝလွတ်မလားကျွန်တော်ကဥပမာပြောမယ်ကျွန်တော်ကလေတရုတ်စကားကိုမှုတ်နေအောင်ပြောမယ်တရုတ်ဖြစ်မလားလူလောက်တဲ့တရုတ်ပဲဖြစ်မှာလူကနာမည်ပြောင်းလိုက်တယ်ဒါပဲကချင်လို့မှုတ်နေအောင်ပြောကျွန်တော်ကချင်ဖြစ်မလားဘလို့မှမဖြစ်နိုင်တိုင်းရင်းသားတချို့ကကျွန်တော်အမျိုးမျိုးပြောင်းခြင်းတယ်ကချင်လည်းကချင်နာမည်ပေးကချင်အင်ကြီးနဲ့ကချင်လွယ်အိမ်ကချင်ကောင်းပေါင်းနဲ့ပြောင်းခြင်းဟိုဖယားလုံးမမထားတာအဲ့ဒါကချင်အစ်စ်လားအတုလားအဲ့ဒါအတုပဲဖြစ်မှာအစ်စ်တော့မဖြစ်နိုင်ဟုတ်လားအေးပဲဟင်းတွေ့ပါသွားမှာပေါ့ကျွန်တော်ဟာကလာပဲလေပဲဟင်းသိပါအောင်
ပဲနဲ့ပဲပုတ်ချကြည့်ပဲပဲပါသွားမှာမရဘူးအထက်မှာချင်းတောင်ရောက်တော့လေချင်းနေရချင်းနာမဲ့ပေးပြန်တော့မယ်ဆိုချင်းသူတို့ပတ်တဲ့ဟာနဲ့မှားပတ်မိလို့အနီနဲ့ဖြူအချောက်ဖြစ်ဖို့နည်းနည်းပဲလို့တဲ့ဆရာတဲ့အနီပတ်တာမိမတဲ့အော်နေတော့ပဲသိမလဲရောမြင်ချွတ်ဓာတ်ပုံကရိုက်တော့မပြတ်တနာပဲတော်သေးတယ်နှကန်းနီမစိုးမီလို့အဖြူပြန်ပတ်ရသေးတယ်ချင်းတောင်မှာ၄လကျော်ကြာခဏရောက်တယ်ဟိုတော့အဖြူပြန်ပတ်ပြီးမှဓာတ်ပုံရိုက်ချင်းနာမည်ပါပေးလိုက်သေးတယ်အောင်လောက်တွေပါဆွဲလိုက်သေးတယ်လွယ်အောင်လောက်ပြောင်းမှုနဲ့လေအောင်လောက်ယူနေ3လကျော်ကြာတယ်စားစင်မပြေဘူးစားကစားလေအနံ့သိတဲ့အတိုင်းချင်းတချို့တော့မစားနိုင်ဘူးနော်ဒါကြောင့်ချင်းတော့မစားနိုင်ဘူးအလေမြင်စားတော့မြင်ကိုအောင်လေအမြင်ဆွကုံကတော့ကြိုက်တယ်ဒီလိုနောက်တပွဲလာတာတော်ပြီတလားကျော်ကြိုက်သွားရောကြိုက်သွားတယ်ရန်ကုန်ရောက်တာတော့အဲ့ဒါပြန်လိုက်ရှာသေးတယ်ကျွန်တော်လေလူတွေကပုံစံမျိုးပြောင်းခြင်းတယ်ပြောင်းရင်အစ်စ်လားအတုလားအတုပဲဖြစ်မှာပေါ့မဟုတ်လားအတုပဲဖြစ်မှာပေါ့အဲ့ဒါဟိုတောင်ကူဘက်ကရင်ပြည်နယ်ဘက်မြို့ဝကျွန်းပေါ်ဘက်သွားတော့လေကရင်တွေကလည်းစန်တိုနာမည်ကိုစောထည့်ခြင်းသေးတယ်ဆရာစောထည့်ရမယ်တဲ့ဟာစောစန်တိုဆိုမရှိဘူးလို့စောထည့်ရမယ်မဆိုးငါကလာပဲလေဘလို့စောထည့်မဟုတ်ထည့်ရမယ်တဲ့အာဒန်အောင်စောပါတယ်တဲ့သူတို့ကျမ်းစာမှာလေကရင်ကျမ်းစာမှာအာဒန်အောင်မရှိဘူးစောအာဒန်ကျွန်တော်ပြောတယ်အာဒန်ကကရင်မဖြစ်နိုင်ဘူးဆရာပြောနိုင်လားတဲ့ပြောနိုင်တယ်လို့ပြောနိုင်တယ်ဘယ်လိုပြောနိုင်လဲဘယ်အာဒန်ကရင်ဖြစ်ရင်လက်ပြားတဲ့မွေသေတာကြာပြီအာဒန်နဲ့ဟိုကဒါလာမှာဒါနဲ့အိုးရဲရောက်သွားမှာဟလားကောင်းကောင်းတိကြောရအပင်တော်မှမကြည့်ရသေးဘူးအိုးရဲရောက်သွားမယ်လို့ဘယ်ကရင်ဟုတ်မလဲလို့ဘယ်ကရင်ရှိမွေပြုတ်တယ်တော့မလုံးနဲ့ရေးလက်တံပြောင်းတာသူကလေအမျိုးစံတိုးဟိုကပြောင်းခြင်းဒီကပြောင်းခြင်းအစ်စ်ပြမလားတူလားဒါပဲခမရဘလောက်ကောင်းတာလှုပ်နောက်ဆုံးခမရဘာသားလဲအာရန်အေဝါလာတာအပြစ်သားဟုတ်လားပြောင်းလို့ရမလားမရပါဘူးဟုတ်လားလုံးဝမရပါဘူးဒါဆိုငရေကလွတ်နိုင်လားအပြစ်လှုပ်လို့ငရေကြတာလားအပြစ်ရှိလို့ငရေကြတာလားကဲမေးမယ်အပြစ်လှုပ်လို့လားအပြစ်ရှိလို့လားအပြစ်ရှိလို့အားလုံးမဟုတ်လားဒါဆိုငရေကလုံနိုင်လားအားလုံးမလုံနိုင်အဲ့တော့ယေရှုလာခဲ့တယ်အဲ့ဒါနည်းနည်းအသေးစိတ်ပြီးပြောမယ်ယေရှုလာခဲ့တယ်ယေရှုလာခဲ့ဖို့ဆိုတာကျမ်းညွှန်ပဲမှတ်ထားမယ်1:15ယေရှုကလာခဲ့တယ်တေချာနားတော့အဲ့ဒါကျမ်းညွှန်နေတေချာမှတ်ဘာလို့ YouTube မှာအရန်စကားများကြတယ်တေချာလည်းမဖတ်ဘဲနဲ့နော်အဲ့ဒါအခုကျွန်တော်ဒီမှာတေချာပြောပြမယ်အဲ့ဒါအချိန်နည်းနည်းလေး9မိနစ်10မိနစ်ပို့ယူပြီးတော့ကြည့်ယေရှုလာခဲ့တယ်မေးမယ်ယေရှုဘယ်သူ့လာခဲ့လဲဘယ်သူ့လာခဲ့လဲလူလားအပြစ်ရှိတဲ့လူလားကဲမယ်ဆိုရင်မေးမယ်နော်ကဲမယ်ဆိုရင်အဖို့ခပေးရမလားကဲတဲ့လူကအဖို့ခပေးရမလားအကျွေးတရားရှိတဲ့လူကိုအကျွေးလွတ်စေခြင်းရင်လွတ်စေခြင်းတဲ့လူကအဲ့အကျွေးတရားသမားပေးရမယ်အခါကိုပေးရမလားသူဘာမှမပေးပဲထွက်ပြေးမယ်ဆိုရမလားမရဘူးနော်ဖို့ကပေးရမလားအပြစ်ရှိတဲ့လူကိုကဲမယ်ဆိုရင်အဲ့အပြစ်ရဲ့အခါကိုပေးရမလားမပေးပဲကဲလို့ပဲရမလဲတဘောပေါက်လားဥမာခမည်းအကျွေးတရားရှိတယ်ခမည်းကိုလွတ်စေခြင်းကျွန်တော်လွတ်စေခြင်းကျွန်တော်ဘယ်လောက်ပေးရမလဲတရားပေးရမှာပေါ့မပေးဘဲနဲ့လွတ်စေလာမပြောနဲ့ဒီမှာ6လုံးပြည့်နဲ့ပြစ်ပလိုက်အဲ့လိုအာနာပြလို့မရဘူးအဖို့ကပေးရမလားပေးရမယ်ကဲလူချင်းပေးနိုင်လားအလုပ်ပြစ်သားပဲအဲ့တော့ယေရှုကလာပေးတာကြည့်ယေရှုလောကလာတာတော့အကြာကြီးပဲကောင်းကင်ဘုံမှာအစည်းအဝေးလုပ်ရတယ်ကောင်းကင်ဘုံမှာလေခမဲတော်နဲ့သူတော်ကြာဆွေးနွေးတာအကြာကြီးဆွေးနွေးတာ
ကောင်းကင်ဘုံမှာနော်လောကမလာခင်နှစ်ပေါင်းရာပေါင်းများစွာဆွေးနွေးပြီးမှလာတာခမဲတော်ကမေးတယ်လေဟေပြဲကျမ်းကိုကြည့်တခြားကြည့်တော့အဲ့ဒါဟိုနောက်ပိုင်းမှာအဲ့ဒါအရန်ရှုပ်ဘာလို့ရှုပ်လဲဆိုအသေးစိတ်တင်လာတော့လူတွေကမကြားဘူးတာတွေကြားတော့ဟဲဟုတ်လို့လားမှားပြီထင်တယ်အဲ့လိုဖြစ်ကုန်ရောမှတ်တာကျွန်တော်ပြောမယ်ဒီကျမ်းစာမှားလားမှားတာရှိလားကျမ်းစာလေအမှားနည်းနည်းရှိလားတစ်စက်မှမရှိဘူးကျမ်းစာမှတ်တာကျမ်းစာဘယ်တော့မှမမှားဘူးထပ်ပြောမယ်ကျွန်တော်ကအာမနာဘူးမွေးကလေးကခရစ်ယာန်မဟုတ်ဘူးအဲ့တော့ပိုအာမနာဘူးဖျားเจ้าနေကအမှားရှိလားပြောကျမ်းစာเจ้าနေအမှားရှိလားကျမ်းစာသင်တဲ့လူတွေအမှားရှိလားဒေါက်တာဘွဲပဲရအမှားရှိလားအိုးမှားတာမှပုံလို့သူတို့ကမှားတတ်တယ်လူလောက်တဲ့အဖွဲ့လေလူဥဆောင်တာလေလူအတင်တာလေမှားတာဗောစဉ်းစားကြည့်ငယ်ငယ်တော့အိမ်မှာအမေကပြောတယ်ကဘာကြီးကပြားတယ်တဲ့ပြားလို့လမ်းလျှောက်လို့ရတာဗောကျောင်းလဲရောက်တော့ကျောင်းဆရာမနဲ့ကဘာလုံးတယ်တဲ့အိမ်ရောက်တော့စာဖတ်တယ်ကဘာကြီးဒီလုံး၍အဲ့ဒါနဲ့အမေကနင်းလုံးကြီးထဲမှာဘယ်လိုလျှောက်မလဲနင်းစဉ်းစားလုံးကြီးထဲမှာလျှောက်ရင်ဇောက်ထိုးဖြစ်သွားမှာဗောလုံးရုပ်တွေမကဘူးကဘာလဲတယ်လာပြမိနင်းလဲနေနင်းဘယ်လိုလုပ်ငြိမ်နေလို့ရမလဲနင်းအောက်နောက်မရှိဘူးလားဟုတ်တယ်အမေပြောတာမှန်တယ်လုံးကြီးလေလဲရလဲလဲတယ်အဲ့တည်းမှာငါတို့ဘယ်လိုနေမလဲအကောင်လုံးဇောက်ထိုးဖြစ်ကုန်မှာဗောအဲ့အိမ်ရောက်ကဘာကြီးကပြားတယ်ကြောင်းရောက်တော့ကဘာကြီးကလုံးတယ်နောက်ကျတော့ခလေးကအလုံးအစေပြောင်းကဘာကြီးဒီကြောင်း၌လုံး၍အိမ်၌ပြားပါသည်လူရဲ့အုံနောက်ကလေအမှန်ပြနိုင်လားမပြနိုင်ဘူးသဘောပေါက်လားအေးကဲအခုကြည့်အစည်းအဝေးလောက်တာဖတ်မယ်ဟေပြဲခန်းကြီး30အခန်းကြီး30အပိုင်ငယ်6ခုနှစ်ကိုဖတ်6ခုနှစ်မိရှုရာဇင်းနဲ့အပြစ်ဖြေရာဇင်းများကိုအာရနှစ်သက်တော်မမူသောအခါကျမ်းစာလိမ့်၌အကျွန်ုပ်ကိုအမတ်ပြု၍ရေးထားသည်နှင့်အညီအကျွန်ုပ်ဒီကိုတော်ဤအလိုကိုဆောင်အပ်တော်ငါတွားပါမည်ဟုအကျွန်ုပ်ဝန်ခံပါသည်ဟုရောက်ဆို၏ဟုတ်ပြီကဲအဲ့ဒါကိုစဉ်းစားကြည့်တကယ်တော့ဖြစ်ပြီးသားဟာတွေကိုပြန်ရေးတာကျမ်းစာဆိုတာဖြစ်ပြီးသားဟာကိုဘာလို့လဲပြန်ရေးတာတမမီးရှို့ရာရစ်နှင့်အပြစ်ဖြေရာရစ်များကိုအာရနှစ်သက်တော်မမူသောအခါကျမ်းစာလိမ့်၌အကျွန်ုပ်ကိုအမှတ်ပြု၍ရေးထားတယ်တယောက်ပဲသွားပြီးသေတခါပဲသေအပြီးဘယ်သူသွားမလဲလို့မေးတဲ့အခါမှာယေရှုကကျွန်ုပ်သွားပါမည်ဟုဝန်ခံကြိပြုလေ၏တမအရင်တော့လူတွေကအပြစ်ရှိရင်တိုးလေးတကောင်ယူလာအဲ့တိုးလေးပေါ်မှာအပြစ်ရှိတဲ့လူရဲ့လက်ကိုတင်းယေဘရဟိကြီးကဆူတောင်းပြီးဖျားသခင်ဒီတိုးလေးကဒီလူရဲ့အစာဟုတ်ပါတယ်ဆူတောင်းပြီးအဲ့တိုးတက်အသွေးသောအဲ့ခုနလောက်တဲ့အပြစ်ရှိတဲ့လူကအပြစ်လွတ်ကောဘယ်လောက်လဲတစ်နှစ်နောက်တစ်ခေါက်ပြန်တကောင်ယူလာနောက်တစ်နှစ်နောက်တစ်ခါတက်အပြစ်တစ်နှစ်လွတ်တယ်နောက်တစ်ခေါက်ပြန်တကောင်ယူလာတစ်ခါတက်တစ်နှစ်လွတ်တယ်အပြစ်ဟုတ်ပြီလားတစ်နှစ်အပြစ်လွတ်သွားတယ်ဟုတ်ပြီနော်အခုဖယားပြောပြီးမီးရှို့ရာရေးအပြစ်ဖြေရာရေးအဲ့ဒီရစ်တွေကိုမလို့ကျင်တော့ဘူးတယောက်ပဲသေတခါပဲသေအပီးဘယ်သူသွားမလဲကောင်းငယ်ဘုံမှာသားတော်ယေရှုနဲ့ခမဲတော်စကားပြောတဲ့အခါမှာသားတော်ယေရှုကခရစ်တော်ကအဲ့တော့သူ့ကိုယေရှုလို့မခေါ်ဘူးခရစ်တော်လို့ခေါ်တယ်ဓမ္မဟောင်းကျမ်းခေတ်တစ်ခေတ်လုံးလောကကိုမလာမချင်းသူ့ကိုဘယ်လိုခေါ်လဲခရစ်တော်တေချာမတ်ပြီးရံမဖြစ်တဲ့ YouTube မှာ Facebook မှာရံမဖြစ်တဲ့တေချာမတ်ခရိယန်တေချာမမတ်ဘူး तू ကရံဖြစ်တာဝါသနာပါတယ်အခုကျွန်တော်တေချာပြောပြီနော်လောကကိုခရစ်တော်မလာမချင်းသူ့ဘယ်လိုခေါ်လဲခရစ်တော်တေချာမတ်ခရစ်တော်လောကကိုကြွလာမသူ့နာမည်ယေရှုတခုချင်းမလောကကိုမလာမချင်းသူ့ကိုဘာခေါ်လဲ
ခရစ်တော်ဖတ်ကြည့်ကျမ်းစာတောက်လျှောက်ဖတ်ဟိုဖတ်ဒီဖတ်ရှောက်မွေပြီးဖတ်ကြည့်သူ့ကိုယေရှုလို့ဘယ်ချိန်မှခေါ်လဲလောကကိုကြွလာမှသူ့ယေရှုလို့ခေါ်တာမလာခင်တုန်းကသူရှိလားပြောလေရှိတယ်ဘယ်လိုခေါ်လဲခရစ်တော်ဟုတ်ပြီနော်အဲ့တော့ခရစ်တော်ကကျွန်တော်သွားပါမယ်လို့ပြောလိုက်တယ်ဒါနဲ့ပဲအဲ့ဒီခရစ်တော်လောကရောက်လာရောသူလောကကိုရောက်လာပြီနော်သွားမယ်လို့ပြောတယ်ဒါဆိုရင်ရမ်းပြီးလာတာလားလောကမှာအသေးခံဖို့ဆိုတာ तू သိလား तू သိလားအေး तू သိတယ်ခရစ်တော်ကအသေးခံရန်သဘောတူတယ်အသေးခံရန်သဘောတူတယ်ဆွေးနွေးရတယ်နော်ကောင်းကင်ဘုံမှာခမဲတော်နဲ့သားတော်ဆွေးနွေးတယ်ဆွေးနွေးတဲ့အခါမှာ तू ဘာနောက်ဆုံးမှာဖြစ်လဲသဘောတူသွားတယ် तू သဘောတူပြီးမှနှစ်ပေါင်းတော့ရာပေါင်းများစွာကြာတယ်အခုဒီအကြောင်းကိုဟေရှာယမှာလည်းရေးတယ်ဟေရှာယမှာလည်းကဲဟေရှာယကျမ်းတစ်ချက်ပြဟေရှာယ6ကိုသွားလိုက်အဲ့ဒါလည်းသူ့အကြောင်းပဲရေးတာဒါပေမဲ့ဟေရှာယအထဲကနေခရစ်တော်ကဝင်ပြီးစကားပြောတာဟေရှာယအခန်းကြီး6အပိုင်ငယ်8ကိုဖတ်တဖန်ထာဝရဘုရားကငါဒီအဘယ်သူကိုစေလွတ်ရမည်နည်းငါတို့အဖို့အဘယ်သူတွားမည်နည်းဟုမေးတော်မူတန်ကိုငါကြားလျင်ငါကအကျွန်ုပ်ရှိပါ၏အကျွန်ုပ်ကိုစေလွတ်တော်မူပါဟုရှောက်လေ၏ဘယ်သူတွားမလဲပြောပြမည်ပြောတယ်ကျွန်တော်တွားပါမယ်ကျွန်တော်ကိုလွတ်ပါအဲ့ဒါယေရှုလောကမလာခင်နှစ်ပေါင်း600စောတယ် BC 600 ကရေးတဲ့ကျမ်းဟေရှာယကဒါဆိုအဝေးကြီးနော်ကဲကျမ်းပိုက်ရေးထားလိုက်မယ်ဟေရှာယဘယ်လောက်လဲဒီဘက်မှာရေးလိုက်မယ်နော်ဟေရှာယ6အပိုင်ငယ်8ကြားလာပြီပြောတာဘယ်သူသွားမလဲအပေါ်မှာမေးတယ်ဘယ်သူကမေးတာလဲခမီးတော်ကမေးတာခမီးတော်ကမေးတော့တားတော့ခရစ်တော်ကဘာပြောလဲကျွန်တော်သွားမယ်ကျွန်တော်ကိုစေလွတ်ပါမှတ်ထားပါဗမာစာဖတ်ရင်စေလွတ်နဲ့လွတ်မတူစေလွတ်နဲ့လွတ်မတူငါစေလွတ်လို့ပါရင်လေသူ့ကိုခိုင်းတဲ့သူရှိတယ်တိတိကျကျရမ်းသွားတာမဟုတ်ဘူးသူ့ကိုတေးသေးချာချာခိုင်းတဲ့လူရှိလို့သူသွားရေးစေလွတ်လို့ခေါ်တယ်လွတ်ဆိုတဲ့အဓိပ္ပာယ်သူကသူရှောက်သွားတာစေလွတ်ဆိုရင်ခိုင်းတဲ့သူရှိတယ်ဒါကြောင့်ဖယားသခင်လွတ်ထားတဲ့သူနဲ့ဖယားသခင်စေလွတ်တဲ့သူမတူမှတ်ထားဖယားသခင်လွတ်တယ်ဆိုတတိထားတိတိကျကျခိုင်းတာမဟုတ်ဘူးအဲ့ဒါသူရှောက်သွားတာဖယားတော့လွတ်ထားတယ်ဆိုတော့ခမရတတိထားပြီးလက်ခဖယားသခင်စေလွတ်ဆိုရင်အဲ့ဒါကောင်းတယ်စေလွတ်ဆိုတော့ဒါဗမာလိုဆရာယူတတ်တဲ့တေချာရေးတယ်စေလွတ်ဆိုရင်သူ့လွတ်တဲ့သူတိတိကျကျရှိဟုတ်ပြီလားအဲ့တော့အခုဒီမှာလည်းပြောပြီကျွန်တော်ကိုစေလွတ်ပါကျွန်တော်သွားပါမယ်ဟောခံတယ်ဟုတ်ပြီနော်ခရစ်တော်ကလာခြင်းတိုင်းကောက်လာတာမဟုတ်ဘူးနော်အပေါ်မှာဆွေးနေသေးလားဆွေးနေတယ်နောက်တစ်ကြမ်းရှိတယ်ထပ်ဖတ်စာလံ40အပိုင်ငယ်6ကိုဖတ်စာလံ40အပိုင်ငယ်6ဖတ်ကြည့်ကိုတော်ဒီရစ်ပူဇော်တကာကိုအလိုတော်မရှိသည်ဖြစ်၍အကျွန်ုပ်နားကိုဖွင့်တော်မူပြီးမိရှို့ရာရစ်နှင့်အပြစ်ဖြေရာရစ်များကိုတောင်းတော်မမူသောအခါကျမ်းစာလိမ့်၌အကျွန်ုပ်ကိုအမတ်ပြု၍ရေးထားသည်နှင့်အညီအကျွန်ုပ်ဒီတွားပါမည်ဟုဝန်ခံပါ၏ဟုတ်ပြီစာလံ46ခုနှစ်အဲ့ဒီမှာလဲထပ်ပြောပြရမည်ဘယ်သူတွားမလဲကြည်အဲ့ပါလဲခရစ်တော်ကပြောတယ်ကျွန်တော်တွားပါမယ်ကျွန်တော်ကိုစေလွတ်ပါဒါဆိုရင် तू လောကကိုကြွလာတာ तू စန္ဒတခုတည်းလားခမဲတော်စန္ဒလား तू လာခမဲတော်စေလွတ်တာလားခမဲတော်အေးလွယ်လေးနဲ့နော်ကောက်ကနေကဆင်းလာတာမဟုတ်ဘူးအပေါ်မှာဆွေးနွေးသေးတယ်ကြားလာပြီဆွေးနွေးတာနှစ်ပေါင်းရာချီကြတယ်အဲ့ဒီကိစ္စဆွေးနွေးပြီးမှတာဖာနှစ်ယောက်သဘောတူပြီးမှဆင်းလာတာဒါလွယ်တဲ့ကိစ္စမဟုတ်သိရေးကြီးတယ်လောကကိုကြွလာတဲ့အခါကျတော့ယေရှုဆိုတဲ့နာမည်ယူလိုက်ခရစ်တော်ကလောကကိုကြွလာတော့ဘာနာမည်ယူလဲယေရှုဆိုတဲ့နာမည်ယူလိုက်တယ်
ai Kristo ma nameli amyaji shide dates Bible ma pare Kristo ma amyaji shide name lo le ma naku tongu Yesu leဟုတ်တယ် Emmanuel leဟုတ်တယ် Amen leဟုတ်တယ်ဗျာဒိတ်ကျမ်းမှာဆိုဒီလိုရေးတယ် Amen ဤအမိတ်တော်က Amen ဆိုတာသူ့ရဲ့နာမည်ပဲကြည့်နော်နာမည်အများကြီးရှိတယ် तू ကအဲ့ဒါဒါပေမဲ့မှတ်ထားအခုတော့အစ္စရေးနိုင်ငံမှာယေရှုတွေအများကြီးရှိတယ်ယောရှုအာအဲ့ဒါယေရှုအခုလူတိုင်းကိုမဲ့ခွင့်ရှိတယ်ယေရှုဆိုတဲ့နာမည်ကလူမဲ့ခွင့်ရှိတယ်ကျမ်းစာထဲမှာတော့3ယောက်ရှိတယ်ကျမ်းစာထဲမှာ3ယောက်ရှိတယ်ကျမ်းစာထဲမှာဒီမေတော်မာရိစကမွေးတဲ့ယေရှုက1ယောက်နောက်အိမ်တောင်ပြုတ်သွားတဲ့ယေရှု1ယောက်ရှိသေးတယ်ကျမ်းစာထဲမှာကိုရှိပြီးသားချီယေရှုဆိုတဲ့နာမည်ကအများကြီးဒါပေမဲ့ခရစ်တော်ကြတော့မဲ့ခွင့်မရှိဘူး1ယောက်တည်းရှိခရစ်တော်ကြ1ယောက်တည်းရှိတဘောပေါက်လားအဲ့ဒါတေချာနားလည်ရမယ်ခရစ်တော်ကြ1ယောက်တည်းရှိအဲ့ဒါတခြားမမဲ့ရယေရှုကအများကြီးရှိအဲ့ဒါအခုထိကျွန်တော်3ပတ်ပဲရှိသေးတယ်ဣသရေလပြန်လာတာကြာသေးဘူးမေးကြည့်တော့အိုးဘာသာပြန်ယေရှုအများကြီးရှိတယ်လေတဲ့ဒီမှာအခုလည်းရှိတာပဲတဲ့ဘယ်သူမစွမဲ့လို့ရတယ်လေတဲ့ခရစ်တော်ပဲမဲ့လို့မရတာတဲ့အဲ့ဒီဂျူးရပြောပြအဲ့တော့ယေရှုဆိုတဲ့နာမည်ကြားတာနဲ့အရန်စိတ်မဆိုးနဲ့အများကြီးမဲ့လို့ရတယ်ခွန်အားရပြီးကိုယ်ကလေးယေရှုနာမည်ပြောင်းဖို့လည်းမတွေးနဲ့နော်ဒါပေမဲ့ခရစ်တော်ကြတော့တယောက်တည်းအဲ့ကြည့်အချိန်ဆွေးနွေးပြီးမှခရစ်တော်လောကကိုလွတ်လိုက်တဲ့အခါမှာနာမည်ရပါလေယေရှုလာလဲပြီးတော့သူလာတဲ့အခါမှာလေမေတော်မာရိရဲ့ဗိုက်ထဲမှာပရိသေတွေယူတယ်ချမ်းစာတေချာကြည့်ရတယ်ရမ်းမပြောအောင်တေချာကြည့်ပြီးမှပြောရတယ်ဒီလာတဲ့အခါမှာဖုန်းတစ်ချိန်လုံးသူများပြဿနာရှင်းနေရတယ်ကားပေါ်မှာဖုန်းကောင်းကားစီလို့မြောက်တစ်ချိန်လုံးဖုန်းဆက်သူများတွေနိုင်ငံတကာမှာအမျိုးတော်တင်မှုတွေရှိအမှန်ကိုအမှားထင်အမှားကိုအမှန်ထင်တခြားကြည့်ယေရှုကဘသူစီမှာကိုဝင်ယူလဲကဲပြောဘသူစီမှာကိုဝင်ယူလဲမေတော်မာရိစီမှာကိုဝင်ယူတယ်ဟုတ်ပြီနော်ကဲမာရိစီမှာယေရှုကိုဝင်ယူတဲ့အခါမှာ1-3ကိုသွားကဲခက်မြန်တယောက်ကဖတ်ပြီးနိုင်ငံတကာမှာဖြစ်တဲ့ပြဿနာကိုဒီမှာတစ်ခါတည်းပြောပြမယ်ဒီမှာအခန်းကြီး3အငယ်16ကိုဖတ်3:16မှန်သောကိုးကွယ်ခြင်း၏နည်းနည်းသောအရာသည်ကြီးစွာသောအရာဖြစ်သည်ဟုညှင်းခုန်ရမရှိဖျားသခင်သည်ကိုယ်ခန္ဓာ၌ပေါ်ထွန်းတော်မူပြီးဟုတ်မှန်တော်မူခြင်းအကြောင်းသည်ဝိညာဉ်တော်အဖျင်ထင်ရှားပြီးကောင်းကင်တမန်တို့သည်ကိုယ်တော်ကိုရှုမြင်ရကြပြီးရပြီမရေးပေးဘူးဒီထဲမှာမှတ်ထားလိုက်ကဲကျမ်းညွှန်ရေးလိုက်မယ်ထားလိုက်ဒီမှာကြည့်3:16ယေရှုဟာခရစ်တော်ကယေရှုဆိုတဲ့နာမည်နဲ့လာတယ်မာရိဗိုက်ထဲမှာနေတယ်နေတော့မှန်သောကိုးကွယ်ခြင်းဖယားဟာကိုယ်ခန္ဓာမှာဘာဖြစ်လဲပေါ်ထွန်းတယ်ဖယားသခင်ဒီကိုယ်ခန္ဓာမှာပေါ်ထွန်းတယ်ဆိုတဲ့အဓိပ္ပာယ်ဟာဘာကိုယ်ခန္ဓာလဲဖယားကိုယ်ခန္ဓာလားလူကိုယ်ခန္ဓာလားကဲပြောဘာကိုယ်ခန္ဓာလဲလူကိုယ်ခန္ဓာအထဲမှာဘာတူလဲဖယားဟုတ်လားအပြင်မှာပါလဲလူကိုယ်ခန္ဓာအထဲမှာပါလဲခရစ်တော်ဖယားဟုတ်လားဖယားကတဲ့ကိုယ်ခန္ဓာမှာပေါ်လာတယ်ဆိုတာကအယောင်တွေထွက်လာတာကိုပြောတာမဟုတ်ဘူးယေရှုဆိုတဲ့ကိုယ်ခန္ဓာထဲမှာဖယားရှိလားဒါဆိုမေးမယ်မာရိဗိုက်ထဲမှာမွေးတော်လဲပဲသူကအပြစ်သားလားဖယားသားလားမြန်ပြောပြစ်သားမဟုတ်ရောင်းတောင်းမလုပ်နဲ့တေချာဖတ် Facebook မှာရှုပ်ရှက်ခန့်သူကကိုယ်ခန္ဓာကလူကိုယ်ခန္ဓာအထဲမှာဘယ်သူရှိလဲဖယားဘယ်သူဗိုက်ထဲမှာသွားဝင်လဲဒါဆိုမာရိဗိုက်ထဲမှာဝင်တဲ့တခြားသားသမီးနဲ့ယေရှုနဲ့တူလားမတူတေချာဖတ်မာရိဗိုက်ထဲမှာဝင်လို့အပြစ်သားဖြစ်တာမဟုတ်ဘူးတေချာကြည့်
ကိုခန္ဓာမှာပေါ်ထွန်းတဲ့ဖခင်ကမာရိဘိုက်ကိုငှားလိုက်တာတခြားယေရှုနောက်ပိုင်းမှာလည်းသားသမီးတွေမွေးလာမာရိယမွေးတယ်လေယာကုပ်တို့ယောသေတို့မွေးတယ်လေသူတို့ကြတော့ကိုခန္ဓာမှာဖခင်ပေါ်ထွန်းတာဟုတ်လားမဟုတ်ဘူးသူတို့အပြစ်သားယောသနဲ့မာရိပေါင်းပြီးမှမွေးတာအပြစ်သားခရစ်တော်ကြတော့သူကအပြစ်သားလားဖခင်သားလားကျမ်းစာမှာတိတိကျကျပါတယ်ဖခင်သခင်ဟာကိုခန္ဓာမှာပေါ်ထွန်းတယ်ဒါဆိုသူအပြစ်သားလားဖခင်သားလားဖခင်သားဖြစ်အောင်လုပ်တာလားဖခင်သားဖြစ်ပြီးသားလားဖခင်သားဖြစ်ပြီးသားကဲယောဟန်1ကိုဖတ်ယောဟန်1အပိုင်းငယ်73ယောဟန်1 73ကိုဖတ်တွေ့လားရှင်ယောဟန်ခရစ်ဝင်ခန်းကြီး1ပိုင်းငယ်73တွေ့လားတွေ့ပြီဆရာကဲဖတ်ထိုသားတို့မူကားလူမျိုးနှင့်ဆက်ဆံ၍ဖွာသောသားမဟုတ်မိထုံတန်ဝါတာအဖြစ်ဖွာသောသားမဟုတ်လူအလိုအလျောက်ဖွာသောသားမဟုတ်ဖျားသခင်ဖွာတော်မူသောသားဖြစ်သည်ဟုတ်ပြီထိုသားတို့မူကားလူမျိုးနှင့်ဆက်ဆံ၍ဖွာသောသားမဟုတ်လူမျိုးဟိုလူမျိုးဒီလူမျိုးတွေပေါင်းပြီးမှမွေးတဲ့သားမဟုတ်မေထုံနဲ့ဆက်ဆံပြီးမွေးတဲ့သားမဟုတ်ဖယားသခင်ဖွာတဲ့သားဒါဆိုတခြားလူလိုမျိုးသူ့ကိုပြောလို့ရမလားမရဘူးသူဖယားသားဟုတ်လားသူမျိုးစေ့ရတန်ရှင်းလားအမေပိုက်ထဲမှာကိုဝင်ဆောင်တဲ့မျိုးစေ့ရတန်ရှင်းလားတန်ရှင်းတယ်ဒါဆိုမေးမယ်သူ့မှာကြိမ်ချင်းအမင်္ဂလာပါလားမြန်ပြောပါလားဘယ်ကပါမှာလဲချမ်းသာမဖတ်သင်သမျှအာမင်ထူးခြင်းတို့ထူးခရိယာအုံတော်တရားသေးတယ်တိချာလည်းမဖတ်ဘူးတိချာလည်းသင်တန်းလည်းမပေးဘူးဖခင်เจ้าတွေကကျွန်တော်တကဘာလုံးပြောနေတာဖခင်เจ้าမှာဥဆောင်တဲ့လူတွေကတိချာသင်တန်းမပေးဘူးမပေးတဲ့အခါကျတော့ခရိယာ तू ဘာယုံလို့ယုံမှမသိဘူး तू ရေထဲနစ်ပြီးထွက်ခရိယာထင်နေတာအဲ့တော့ကြောင်တောင်နေပလင်ပေါ်တက်လာပြီးအော်တော့လေအောက်မှာအာမင်ထူတာတပွဲဘာမှမသိဘူးအသက်ကကြီးမကြခင်လစ်တော့မယ်အခုတည်းဒီကျမ်းစာအခြေခံကိုမပိုင်ချတတ်ဘူးအခုဒါကဘာမှာဖြစ်နေတဲ့ပြဿနာနော်ကျွန်တော်ဒီမှာဟောနေပေမဲ့ဒါတကဘာလုံးသွားမှာကျွန်တော်သိတယ်တစ်ချိန်လုံးတိတော့ဖုံးဆက်ပြီးမေးတယ်လူကျွန်တော်တောင်စိတ်ဆိုးထားပေးတယ်ဒီလောက်အပေါ်စားမေးခွန်းလာမေးလားလို့မင်းတို့ငါ့ကိုလွယ်လေးကိုလာမေးတယ်ကြီးစားဗုဒ္ဓဘာသာပြောင်းလဲရင်ကျွန်တော်မေးကျွန်တော်ဖြေမယ်မွေးကလေးကခရိယာန်လုပ်ပြီးတော့ဒါတော့မသိဘူးနီးနားမှာဆိုခေါင်းခောက်ပလိုက်ဖုန်းနဲ့မေးလို့တခြားကြည့်သူကြိမ်ချင်းအမင်္ဂလာရှိလားပြောရှိလားရိုးလူမွေးသလိုသူ့ကိုမွေးတာလားမဟုတ်ဘူးအဲ့ဒီယောဟန်1 14ကိုထပ်ဖတ်14ခုနဖတ်တာ73ခု14ကိုဖတ်နှုတ်ကပတ်တော်ဒီလဲလူစားတိအဖြစ်ကိုခံယူ၍ကျေးဇူးတော်နှင့်၎င်းတစ္ဆာတော်နှင့်၎င်းပြည့်စုံလျက်ရပြီလိုက်ဆိုနှုတ်ကပတ်တော်ဒီလဲနှုတ်ကပတ်တော်လူစားတိဖြစ်ကိုခံယူ၍လူစားတိလာခန္ဓာပါလဲနှုတ်ကပတ်တော်လူစားတိခန္ဓာပါလဲနှုတ်ကပတ်တော်ကလူစားတိခန္ဓာအပြစ်သားလားနှုတ်ကပတ်တော်လားနှုတ်ကပတ်ဒါဆိုမာရီဝမ်ပိုက်ထဲမှာမျိုးစေ့ယူတာအပြစ်သားလားနှုတ်ကပတ်တော်လားနှုတ်ကပတ်တော်ကျိန်ချင်းခံရတဲ့သူလားနှုတ်ကပတ်တော်လားနှုတ်ကပတ်တော်ကလူစားတိခန္ဓာဘယ်လိုလုပ်ကျိန်ချင်းရှိမလဲဘယ်လိုလုပ်အပြစ်သားဖြစ်မလဲတေချာလေးလားမလေးလာပဲနဲ့တတ်အောင်အောက်ကလူကလည်းမွေးကြရအာမင်ပဲထူတတ်တာမအာမင်မထူတတ်တာအဲ့ဒါနဲ့တခါတဲ့အာမင်ထူလို့ထူအဲ့ဒါအမေအတင်းတော်မှာလူကြီးကလှုပ်ပြန်ဘယ်လိုလုပ်မလဲစဉ်းစားကြည့်တရုတ်နိုင်ငံအတိုင်းဆိုဗမာပြည်သားတွေအသေးုံဆရာအကုန်ပြုတ်သွားမယ်တော်များပြုတ်မယ်ကျွန်တော်ထင်တယ်100မှာ80လောက်ပြုတ်မယ်တရုတ်
နိုင်ငံမှာသင်ဥစရာလှုပ်ချင်အနည်းဆုံးကျန်းစာအခောက်40ဖတ်ပြီးရမယ်ဗမာပြည်သား40ပြီးတဲ့လူခက်ရှာရှာဟာဘကုတ်တော့မလန်တက်တဲ့သင်ဥစရာရှိသေးတယ်ပါလို့လာတယ်ကချီဟိုမှာသူများတရုတ်နိုင်ငံနိုးကြတာမပြောနဲ့သူများအကျိန်40အနည်းဆုံးဖတ်ပြီးပြီတရားဟောတဲ့အခါမှာကျမ်းစာကိုလှန်စိတ်ဆိုးတဲ့တရုတ်ကနိတာတော့မသိဘူးလားတဲ့လန်ဖတ်နေတဲ့ခုတတ်တည်တဲ့သူ့အတင်းသားဒီမှာစာမျက်နှာအော်တော်ရှာမတွေ့သေးဘူးကစီစာတဘောပေါက်လားအဲ့တော့ကျွန်တော်တို့ဗမာပြည်သားခရစ်ယာန်တွေဟာဝိညာဉ်ကြီးကရှေ့ရောက်လားနောက်ကျလားတော်နောက်ကျပြီအရန်နောက်ကျပြီဗမာပြည်သာသနာအနှစ်200ကျော်ပြီအဲ့ဒါပဲကြွားနေတာပြီးပါလေခွန်အားလည်းမရဘူးကိုရီးယား100ပဲရှိသေးတယ်ကဘာကိုပတ်ပြီးသာသနာပြုပြီငါတို့ဗမာပြည်သားကဘာတော့ပတ်တယ်အလူပတ်ခန္ဓာသာသနာလည်းမပြုအလူပဲပတ်ခန္ဓာအဲ့တော့ဒီနေ့နှုတ်ကပတ်တော်နဲ့ပတ်သက်ကျွန်တော်တို့အများကြီးသဘောပေါက်ဖို့လိုလားမလိုလားအရာရေးကြည့်တဲ့ချက်တော်ညီကိုမောင်တို့မှာဒါကြောင့်ယေရှုကိုကြည်သူကကြိတ်ကြီးရှိလားအပြစ်ရှိလားမာရိပိုက်ထဲမှာမွေးလားမင်းမဲ့မာရိယအပြစ်သားဟုတ်လားဟုတ်တယ်တေချာရှင်းအောင်နားတော့မာရိယအပြစ်သားဟုတ်လားဟုတ်တယ်သူ့ပိုက်ထဲမှာဝင်ပြီးတော့ဗရိတ်တွေယူတဲ့ယေရှုကအပြစ်သားဟုတ်လားမဟုတ်ဘူးကြိတ်ကြီးရှိလားမရှိဘူးဘယ်ရှိမလဲတေချာကြည့်မရှိဘူးကျွန်တော်ချေလုံးဖုန်းဆက်ပြီးမေးတဲ့သူများနိုင်ငံလူတွေကအဲ့ဒါကိုတေချာလည်းမဖတ်ဘူးကျမ်းစာကိုဒါကြောင့်ကျွန်တော်ကကျမ်းစာမဖတ်ပဲမေးတဲ့လူတွေကျွန်တော်မဖြေတော့ဘူးအခုနောက်ပိုင်းမှာမင်းတို့ကျမ်းစာဖတ်ပြီးရှုပ်ရင်ငါ့ကိုမေးငါဖြေမယ်ငကိုကလေးကငပြင်းနေကျမ်းစာမဖတ်ဘူးနေတို့တရုတ်ဆရာကိုမေးပါလားငါဘာလို့မေးလဲငါမင်းတို့တရုတ်ဆရာလားပြောကိုတရုတ်ဆရာကိုမေးမင်းတို့ဒါမှသူလည်းသိသွားမှာပေါ့ဩငါတို့အကျိုးစားရအောင်မယ်ဆိုတာမဟုတ်ရင်ဟိတ်ဟန်တဲ့တခါတဲ့เนาะစင်ပွားနေရှိုးပဲပြတိုက်ဆိုင်ရင်ခွက်လော့များမေကိုသင်ဥစရာဒါမှသူလည်းပတ်လက်လာမှာအဲ့ကြမှာသူလည်းငါမရတော့ဘူးစူးစမ်းရမယ်ငါကောင်နေအရင်နှိုးကြလာပြီအဲ့ YouTube ကစွာတဲ့ကောင်နေကြောက်ငါကောင်နေအရင်မေးတက်လာပြီဟုတ်လားအေးများမေးကြဒါမှသူတို့လည်းစူးစမ်းမှာကဲကြည့်အခုယေရှုကလောကကိုကြွလာတာလွယ်လေးလားအထက်အစည်းဝေးရှိလားအပေါ်မှာဆွေးနွေးလားလာဖို့လွယ်လားမလွယ်ဘူးဒါပေမဲ့ချစ်လွန်အားကြီးလို့ကျွန်တော်တို့လူတွေကိုဖခင်ကချစ်လွန်အားကြီးလို့အယံချစ်လို့အယံချစ်တယ်လာဖို့မလွယ်ဘူးသူမလာပဲနဲ့ကောင်းကင်တမန်တပါးပါကိုလွှင့်ရမလားမရဘူးသူပဲလာခဲ့ရမှာဒါကြောင့်သူလာတာအဲ့တော့ဖယားမှာသားဘယ်နှယောက်ရှိလဲတယောက်ပဲရှိတယ်သူမသွားရင်လည်းမရတော့ဒါနဲ့သူလာတယ်ဒါသူအပြစ်ရှိလားမရှိပေမဲ့အပြစ်ရှိတဲ့မာရိရဲ့ဘိုက်ထဲမှာလူစားတီလာခံတယ်လူအဖြစ်နဲ့လူလိုပဲလာမွေးတယ်လူကိုကဲမှာလူလိုပဲလာမွေးတယ်သူလေအဲ့ဒီယေရှုမွေးပြီးတဲ့နောက်ပိုင်းအဲ့ဒီယေရှုကိုယ်တိုင်လောကမှာစမွေးလဲမွေးရောဘလောက်အဖို့ခပေးရလဲဆိုတာအခုကျွန်တော်သင်မယ်ဘရိတ်ခဏပေးမယ်နော်လွယ်လေးမဟုတ်ဘူးအဲ့ဒီယေရှုတော်မှလေဒီလိုဖြစ်တယ်ရှေ့တိုးနောက်ဆုတ်ဖြစ်တယ်ကိန်ကောင်းမကိန်ကောင်းငါမခံနိုင်ဘူးဆက်လို့မလားဒီလမ်းကိုရှောက်မလားမရှောက်ဘူးလားရှောက်မလားအမပြမယ်အခုကျမ်းစာမှာပြမယ်ယေရှုရဲ့ချီတုံချတုံဖြစ်တာပြမယ်ဒီကျမ်းစာမှာပါရင်ခမများညင်းလို့ဘယ်ရမလဲပလင်ပေါ်ကအော်နေတာကိုညင်းလို့ရတယ်ကျမ်းစာမှာပါတာကိုညင်းလို့မရဘူးဒါနှုတ်ကပတ်တော်ဟုတ်လားအေးယေရှုတော်ကယ်ဖို့မကယ်ဖို့အပေါ်မှာတော့သဘောတူပြီးပြီလားတူပြီးပြီနော်တကယ်ဆင်းလာတော့ဟာသူ့မလေး
吹扁，爷来了都看啥了？哈，没撇不撇没，阿鲁撇的还是的，讲啥？龙哇都呢呢，这路上撇多的，耶稣这路上撇多的，这个路地两我就那么少钱了，啊，估计嘛就那年路也没说年纪呢。年轻人，咱们年路没有说嘞，骗子宝贝不，都这路骗来了。这那路听的路冇，耶稣看了哩，耶实实看了。这那路没对他的哈里嘞，俺们一起的看了。哎，你有啥我苦上俺们的 break 边面边哎边什么？那看他知道。ဖျားခင်နာမတော်ချီးမွမ်းနေရှင်းရှင်းလင်းလင်းနှုတ်ကပတ်တော်နားလည်ဖို့မဆာပါအခု break 15မိနစ်ပြီးတဲ့အချိန်မှာလဲဖျားခင်လက်တော်တဲ့အနံနဲ့ကိုတော့ယေရှုပြုတော်မူပါယေရှုပြုတော်မူပါသင်ပြီးသားအရာတွေလဲရှင်းရှင်းနားလည်ဖို့ကောင်းချီးပေးတော်မူပါယေရှုခရစ်နာမ၌ဆုတောင်းပါတယ်ဖာအာမင်